မူဆိုယူစစ်စကားလုံးကတရုတ်စာလုံးကနေဆင်းသက်လာတာပေါ့တို့တွေမူဆိုတာကတော့ရတော့ဘုံတို့တွေကြားဘူးနေကြမူတွေကိုတော့ဟိုတွေမရှိချင်းဆိုတဲ့အဓိပ္ပာယ်ရှိတာမူဆိုတာမရှိတာရတော့ဆိုယူဆိုတာကကြတော့ပိုင်ဆိုင်မှုကိုပြောတာပိုင်ဆိုင်မှုမရှိချင်းသူ့ရဲ့ခေါင်းစဉ်ကလေသူ့ရဲ့စာအုပ်ဖုံးကလည်းဟိုလွင်တီးခေါင်ကြီးမှာအင်္ဂတိလေးတစ်လုံးပဲသူဆွဲပြထားတာရှိရမလားအဲ့တော့သူဆိုလိုချင်တဲ့အဓိပ္ပာယ်ကတို့တွေဟာဘာမှမပိုင်ဆိုင်တော့တဲ့အခါမှာဒါပေမဲ့ဆက်မရေးထားဘူးပေါ့ဘာမှမပိုင်ဆိုင်ခြင်းကိုရေးထားတယ်ဒါပေမဲ့ဒီတပုတ်လုံးရဲ့ဆိုလိုရင်းကကြတော့ပြည့်ပြည့်စုံခြင်းချမ်းသာခြင်းဖြစ်ပါတယ်အဲ့မှာပြောတဲ့ချမ်းသာတယ်ဆိုတာကရုပ်ဝတ္ထုပိုင်းဆိုင်ရာချမ်းသာတာတော့မဟုတ်ဘူးတို့တွေကစိတ်ချမ်းသာခြင်းရရှိလိမ့်မယ်လို့ပြောတာအနှောင်အဖွဲ့ကနေကင်းလွတ်မယ်ပေါ့အဲ့ဒီအဓိပ္ပာယ်မျိုးအနှောင်အဖွဲ့ပါကိုယ့်စီမှာဘာမှမရှိတဲ့အခါဟိုတို့ဘုန်းကြီးတွေဆိုလဲအဲ့လိုမျိုးအကုန်လုံးအပီးဝတ်တယ်ဆိုရင်မိသားစုကိုစွန့်ပြီးဝတ်ကြတာလေဟုတ်တယ်ဟုတ်အဲ့လိုမျိုးဒါအနှောင်ဖွဲ့တွေကိုကိုယ့်ကိုရစ်တွယ်နေတဲ့တဏှာတွေအကုန်လုံးဖြတ်ပြီးတော့သွားတာမလားအဲ့လိုမျိုးပိုင်ဆိုင်ခြင်းဆိုတာအဲ့ဒါကိုပြောတာဒါကငွေအသပြာကိုပြောတာဆိုတာထက်အကုန်ပေါ့နော်ကိုပိုင်ထားတဲ့အရာအားလုံးဟာမရှိတော့ဘူးဆိုရင်တို့တွေဟာချမ်းသာခြင်းရရှိမယ်ဆိုတော့အဲ့ဒီဘုန်းကြီးကဒီစာစုကိုရေးတာဖြစ်ပါတယ်ဖတ်ကြည့်အောင်နော်သူဘလို့ရေးထားလဲဆိုတာရောပေါ့나는 가난한 탑발승이요. 자, 나하래 여러분 가난하다 씨에는 바래 보노 딜로묘 탑발승스러 딜로묘 블록하면 순간 사래 봉지를 봐봐 보 솔로라가 장나인 봉지로 디엠라 죄와래 봉지로 알로묘 호 블록하면 야야 비송니래 파파가 까비야 레시 빠모메 둘레시래 알로묘 봉지 뭐가 디다임에 나 씨에는 바래 딜로묘 순간 비로마 사래စားရတဲ့ဘုံကြီးတစ်ပါးပဲပေါ့နော်ဘုံကြီးတစ်ခုပဲဒီတိုင်းအရန်ရိုးရှင်းတဲ့အရိုးရှင်းဆုံးသောဘုံကြီးတူပဲပေါ့သူပြောချင်တာကသူ့ကိုသူနော်ထပ်ပိုက်စင်းရအဲ့တော့ထပ်ပိုက်လာကားဆိုစကားဆိုရင်ဒီတိုင်းစွန့်ခံထွက်တာပေါ့စွန့်ခံထွက်တဲ့သူစွန့်ခံတယ်ဆိုတာကဟိုလောကမှာကိုယ်မှာကပ္ပိယမရှိဘူးချက်မစားဘူးတိုးလှောင်ထားတာမရှိဘူးဆိုတဲ့အဓိပ္ပာယ်သူကပြောချင်တာနော်내가 가진 거라고는ငါပိုင်ဆိုင်ထားတဲ့အရာဆိုလို့여러분ဒီ grammar တွေကလည်းမျက်မှောက်မှာအကုန်သုံးတယ်နော်ဆိုလို့ဆိုတဲ့ပဲငါမှပိုင်ဆိုင်တာဆိုလို့ကွာမင်းမဲရှိတာတည်မလားငါမှပိုင်ဆိုင်တာဆိုလို့ငါတိတာဆိုလို့အဲ့လိုပြောတဲ့ခါကျရင်နာခေါ်ရာကိုနုံကိုသုံးတယ်အဲ့တော့ငါမှပိုင်ဆိုင်တာဆိုလို့တဲ့နော်물레와 교도소에서 쓰던 밥그릇과 염소젓 한 깡통နောက်ပြီးတော့ 허름한 담요 သူကတစ်ခုတည်းဆိုပြီးတော့ပြောတာတွေကများလာတယ်လို့ခံစား여러분 6잔 수건 그리고 대단치도 않은 평판 이것뿐이요. 나우성한이 사벼지면 여러분. 너? 알아. 아, 이것뿐이어서 봐일래 여러분. 이것뿐이야. 나한테 이것뿐이야. 너뿐이야. 이거 뭐예요, 여러분? 니네 남녀 나래서 좀 천천히 할게요. 어? 달리 달리베시래. 이것뿐이야. 달리베라. 이것뿐이야? 달리베라. 고리 목포 삐라 내래서. 이것뿐이야? 조카리 뼈리. 달리베라, 뭐. 너? 알아. 어, 평판술에서 글렁시에 여러분 여기 평판이 있어요. 여기 평판수라가 눈에 봤다대 디 맞췄어 가리 뼈라 알 봉지야 알로 봉지리 알로 디엠라 평판이 좋아서 가시래 쟤는 평판이 좀 별로 안 좋아 알로 뼈하시구나 평판수라가 꼬버 다래 맞췄디 뼈라 그럼 아마 발이 실내서 대단하지 않은 대단치로 일하라 이제 호 발레 비디오 돌리랑 때문에 너 하지요 도가 뼈인 지네 뼈하라 대단하지 않아. 여러분 도리하 담은 루리ဖြစ်တယ်ဆိုရင် 도리지마가အရန်ကို ကြီးကျယ်မြင့်မြတ်တဲ့ ထူးခြားခမ်းနားတဲ့ အရာတွေမရှိဘူး တို့တွေက အဲ့လိုမျိုး ကြီးကြီးကျယ်ကျယ် ထူးထူးခြားခြားတွေ မရှိဘူးလို့ပြောတာ နော် အဲ့တော့ ကြီးကျယ်ထူးခြားခြင်းမရှိတဲ့ မှတ်ချက်ကလေးတွေ ငါပိုင်ဆိုင်တဲ့အရာဆိုတော့ အဲ့ဒီဘုန်းကြီးကဒီလိုဘုန်းကြီးမျိုးပေါ့ သိရမလား 응? နောက်ပြီးတော့수건ကတော့သိပါတယ်တုတ်စရာပေါ့နော်ပဝါပေါ့수건ဆိုတာပဝါပေါ့နော်담요ဆိုတာက 6잔ဒီချက်အခုအစင်းသားတယ်ဘာလို့ 담요가 6잔အောင်လိုတာလဲပေါ့နော် 담요가 ဘာလဲ 여러분 커피 사인이 바리တို့သွားတဲ့ခါကျရင်စောင်ပပလေးတွေပြီးတယ်မလား 담요 တွေပြီးရလေနော်အဲ့ဒီတို့တွေဆိုရင်မိန်းကလေးတွေစကတ်ဝတ်တဲ့ခါကျတော့ဒူးအုပ်တဲ့ 담요 လေးတွေပေါ့ခြံတဲ့ခါကျရင်လည်းကားထဲမှာခြုံဖို့ 담요 လေးတွေရှိတာပေါ့အဲ့တော့စောင်အပါးတွေကိုပြောတာနော် 담요 ဆိုတာက လုံးဝ 이불ဆိုရင်တော့တကယ်ဆောင်ကြီးဆောင်တကယ်ဆောင်အစ်စ်ကိုပြောတာပေါ့လေဒါပေမဲ့အဲ့လိုမျိုးအလွယ်သုံးမှုအတွက်ထုတ်ထားတဲ့စောင်ကလေးတွေပေါ့
အဲ့ဒါမျိုးဒါမျိုးလို့ခေါ်တယ်နော်အဲ့တော့ဒါမျိုး6장이 있어요အဲ့တော့ဆောင်းကလေး6ထည်ရှိတယ်သူစီမှာအဲ့တော့허루마다ဆိုတာဘာလဲ여러분 허루마다 허루마다 빠들라로 시마 응 여러분 여러분 있죠 또 루네넬리베 다마 벨로야 너 그 여러분 간디 뭐노 마하트마 간디 ဟုတ်တယ်မလား 간디고 코리안로 불러요 간디 간디လေ ပုံကြည့်ရင်လေထိုပုံပါတယ်နော်မူးလဲပုံလေးပါတယ်သိလားအဲ့တော့အရင်ဆုံးခဏနေပါမူးလဲအကြောင်းလေးပြောချင်သေးတယ်자 허름하다 자 항노하나고ပြောတာအလွယ်ပဲပြောတာ항노하네 사운글리 6ထဲရှိတယ်ရမယ်နော်사운글리 6ထဲနောက်ပြီးတော့ 생노 염소젓 염소젓ဆိုတာ 생노 한깡통ဆိုတာကအဲ့လို 누시관로 불이고 깡통로ခေါ်တယ် 여러분 တန်ဘူးလေးတွေပေါ့နော်တို့ဟို 사이다 ဆိုရင်လည်း 플라스틱 နဲ့လာတာရှိတယ်တန်ဘူးနဲ့လာတာမရှိရမလားတန်ဘူးလေးတစ်ဘူးရှိတယ်အဲ့တော့ तू စိတ်နှိုးထဲတဲ့တန်ဘူးလေးတစ်ဘူးရှိတယ်နောက်ပြီးတော့ तू ဟာထောင်ထဲမှာသုံးတဲ့ထမင်းစလုံးဆိုတာကဒီနေရာဘာကရုဆိုတာကတို့အနေနဲ့ပြောရင်တော့ဒါကဟိုပါပေါ့နော်ဘာတပိတ်လို့ပြောရမှာပေါ့နော်ထမင်းပကံဆိုတာတပိတ်ပေါ့ထောင်မှာသုံးတဲ့တပိတ်ကလည်းဒီထောင်နဲ့ပတ်သက်တဲ့ဆက်စပ်မှုတော့မစဉ်းစားထားမိဘူးဒီဘာလို့ထောင်ထဲကပစ္စည်းဖြစ်တာလဲထောင်ထွက်ကပေးခဲ့တာလား तू ကထောင်ကျဘူးတာလားပေါ့နော်이거는 이따가 찾아볼게요. 물레소라가 여러분 도 약간 못 봐. 바잉이네 하리. 아바 거래 여러분. 바잉인살로 거라. 어? 물레. 물레가 놀라네 레비로 칭년에 하시에 몰라. ကျဘိုင်းနေတာနဲ့ရကန်နေရမတူဘူးလား ထောင်မှာသုံးတဲ့ထမင်းဆိုတာကသူ့ကိုတယောက်ယောက်ကထောင်မှာသုံးတဲ့ထမင်းပကံပြားကြီးပေးရင်လည်းပေးထားမှာပေါ့လေနော်တပိတ်လိုဟာမျိုးအဲ့လိုဘူးတခုပေးထားပါလိမ့်မယ်အဲ့ထမင်းစားတဲ့ပစ္စည်းကလေးရဲ့ပေါ့နော်နောက်ပြီးတော့သူတန်ဘူးလေးဆိုတာ노지과리တစ်ခွက်ပဲထားပါတော့နောက်ပြီးတော့သူမှာစောင်း6ထည်ရှိတယ်ပေါ်ဝါလေးတစ်ခုရှိတယ်နောက်ပြီးတော့တိတ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲမခန်းနားလှတဲ့အကဲမှတ်ချက်တွေပေါ့နော်အကဲဖြတ်မှုတွေမှတ်ချက်တွေရှိမယ်ဒါလေးပဲရှိပါတယ်လို့သူကပြောထားတယ်그래서ငယ်တော့စားရရမ်းကြက်ရတဲ့ခါကျရင်ကြက်ရတာမပြီးနိုင်ဘူးလို့ထင်လေဘာလို့ဆုတောင်းရတာဒီလောက်ရှည်ရတာလဲလောဘကြီးလိုက်တာဒီလောက်ချမ်းသာနေပြီးတော့ဒီဟာကိုဆုတောင်းနေသေးတယ်အဲ့လိုတွေးမိတယ်ငယ်တော့ကတော့စိတ်က자 물레 간디래 물레야 간디야 저러 다 비바ထုတ်ကုန်တွေကိုမသုံးကြနဲ့ဆိုပြီးတော့သူကဟို불매운동 뭐노 boycottသဘောမျိုးပေါ့간디야တော့ဒီမှာ물레야 여러분 이게 물레야 이런 거 그쵸? 알아 봐 디사고 바잉이네 살로ခေါ်လား 칭이네 살로 ချီ ခေါ်လားနှစ်မျိုးလုံးခေါ်တယ်တဲ့ 하라 ဘာပဲလဲ 바잉이나는 칭이나네 두두벨라 ဟုတ်တယ်အဲ့လို 음 တူတယ်တင်တယ်ဘိုင်းငယ်ဆက်နဲ့ကြီးငယ်ဆက်နဲ့ကျွန်တော်တို့အ 이게 ရင်ကအမေးတယ် 물레예요. 이게 물레. 그럼 다리두지 마시래 뭐너? 그럼 다이아로 바루시래. 아, 샤우스나 안에 되래. 다 봐라. 또막 물레리 시래. 물레 시래 나비로 쿠나별에 디 타운에 야 하래. 또 에리 비실리 시래 뭐너? 그래서 더베이베 다 봐라. 더베이리 시래 노지관리 시래 사운 시래 보아 시래 뭐. နောက်ပြီးတော့အများရဲ့မှတ်ချက်ကလေးတွေသူစီမှာရှိတယ်လို့သူကပြောထားသူကသူမိတ်ဆက်တာပေါ့ငါဟာဒီလိုဘုံကြီးဖြစ်ပါတယ်ပေါ့နော်အဲ့တော့မဟာဓမ္မခန္ဒီရှိတယ်ပေါ့နော်ခန္ဒီရတဲ့931ခုနှစ်မှာ6လပိုင်းမှာတဲ့လန်ဒန်မှာကျင်းပခဲ့တယ်여러분 열린가ကျင်းပတာကိုပြောတာစာပြန်မြင်ရလားဒီချက်ပြန်ပြထားတာနော်အဲ့တော့လန်ဒန်မှာကျင်းပခဲ့တဲ့ဒုတိယအကြိမ်မြောက်원탁회의 원탁회의야 여러분စပွဲဝိုင်းအစည်းအဝေးကိုခေါ်တာပေါ့နော်원ဆိုတာအဝိုင်းကိုပြောတာ탁가စပွဲဝိုင်းအစည်းအဝေးရှိတယ်အဲ့ဒီအစည်းအဝေးမှာတက်ရောက်ဖို့အတွက်သွားတဲ့လမ်းမှာတဲ့마루세유ဆိုတာလူနာမည်ကိုပြောတာဒါအရေးမကြီးပါဘူးเนาะအဲ့ဒီလူဆို세관원 세관원ဆိုတာကဒီအကောက်ခွန်သမားပေါ့เนาะအကောက်ခွန်ဝန်ထမ်းပေါ့เนาะအဲ့ဒီအကောက်ခွန်ဝန်ထမ်းကိုတဲ့수지품을 펼쳐 보이면서 한 말이다တဲ့
စာရီမိနေလို့ရတော့ပေါ့အဲ့တော့ခုနစကားကဒီဖုန်းကြီးရဲ့စကားမဟုတ်ဒါဆိုခန္ဒီရဲ့စကားပေါ့နော်အဲ့ကြောင့်ငါခန္ဒီရဲ့မူးလေကိုသွားစဉ်းစားနေတာ그쵸ဒါဆို तू ထောင်လဲကြတယ်မလားမာရမခန္ဒီက그쵸ရတော့ပေါ့ကြားတယ်သူ 그럼အဲ့ဒီဟာ तू ကိုယ်ပိုင်ပစ္စည်းဖြစ်မှာပေါ့ထောင်ကနေပစ္စည်းယူလာလို့ရသလားရှောက်တွေးပြန်ပြီကြာရောဒါရှိခုနအပေါ်ကစာပိုက်ကတဲ့နော်ဂန္ဒီယာ931မှာလန်ဒန်မှာကျင်းပတဲ့ဒီပွဲကိုသွားဖို့အတွက် तू ကသွားတဲ့လမ်းမှာသူ့ကိုအကောက်ခွန်စစ်ပါလိမ့်မယ်ရောတော့ဟုတ်အဲ့တော့အကောက်ခွန်စစ်တဲ့အခါမှာသူ့ရဲ့ဆိုဂျီဖွန်သူ့မှာပိုင်ဆိုင်ထားဆိုဂျီဖွန်ဆိုတာကကိုပစ္စည်းတွေပေါ့ကိုယ့်ရဲ့ပိုင်ဆိုင်ပစ္စည်းတွေတို့လေစိတ်မှာဆိုရင်လည်းလေစိတ်ကပစ္စည်းတို့တည်သွားတဲ့ပစ္စည်းတွေဆိုဂျီဖွန်မိတာကိုဟဲ့ရအဲ့တော့ဒီပစ္စည်းတွေကို तू ကဖြန့်ခင်းပြတာချောစော့ဘွေရောနော်ဖြန့်ခင်းပြီးတော့ပြတာရင်းနဲ့ तू ပြောခဲ့တဲ့စကားကအပေါ်ကစကားဖြစ်ပါတယ်တဲ့ရမယ်နော်အဲ့တော့အာဒီခေခရီဖလာနီဆိုတဲ့သူကရေးထားယောက်တာဆိုတာကြတော့ဒီမှာရေးတာကိုသုံးတာရတော့ပေါ့ရေးသားတယ်ပေါ့နော်သူရေးထားတဲ့ဂန္ဒီရဲ့စကားများပေါ့အမိတ်ဆိုအဆိုအမိတ်များပေါ့ဒါပေမဲ့ oral ဆိုတာကလေအဲ့တော့အရင်တော့ဘယ်ဘရင်ကဘယ်လိုပြောခဲ့တဲ့စကားတွေဆိုတာလည်းရှိတယ်ကိုရီးယားရဲ့စီးပွားရေးကိုဦးဆောင်နေတဲ့ဒီအောင်မြင်သူတွေပေါ့နော်ဆမ်ဆောင်းတို့ဟွန်ဒိုင်းတို့ကပြောတဲ့စကားတွေကိုအဲ့လိုမျိုးစောက်ထုတ်ထားတာမျိုးတွေပေါ့နော်ခခဲ့ oral ကြည့်တာဝယ်ဟဲ့ရောအဲ့တော့ဂန္ဒီရဲ့စကားများဆိုတဲ့စာအုပ်ကိုဖတ်ပြီးတော့တဲ့နော်이 구절을 보고서 뒤 아빠이글리 요지비로 아빠와 사바이글리 요지비로 나는 몹시 부끄러웠다. nga 이엔 시험이래 여러분. 뒤 폰지야. 법정 스님가 쿠나 사바이고 파비로 두 이엔 시험이래. 말로 레스러 nga 빠인 하나리 이엔 냐래 အတွက်ကြောင့်ဖြစ်တယ်တဲ့နော်ဟိုပိုင်ဆိုင်မှုဆိုတာကြီးကရှက်စရာမဟုတ်ဘုံကြီးလိုလူမျိုးတွေအတွက်ဘုံကြီးလိုပုံကိုယ်တွေအတွက်ကကြတော့နော်ပိုင်ဆိုင်မှုဆိုတာဒါရှက်စရာပဲလို့ဒီချက်တို့လည်းအဲ့လိုမြင်တယ်တအားကြီးကိုစီးစိမ်နေပြည့်နေပြီဆိုရင်စိတ်ထဲမှာဘဝင်မကြအောင်မြင်ရတာဘုန်းကြီးတွေကိုကချောအဲ့တော့ဒီမှာတော့ तू ကပြောတာအဲ့ဒီစာပိုက်ကိုဖတ်ပြီးတော့ तू ကရှက်မိတယ်ဘာလို့လဲဆိုတော့ तू ပိုင်ဆိုင်ထားတာအရန်များတဲ့အတွက်ကြောင့်ဖြစ်ပါတယ်တဲ့နော်적어도 지금의 내 분수로는 그렇다အနည်းဆုံးတော့ကွာအခုငါပိုင်ဆိုင်ထားတဲ့အဆင့်အတန်းပေါ့နော်ဒီအဆင့်အတန်းကအဲ့လိုဖြစ်နေတယ်ဘယ်လိုဖြစ်နေလဲဆိုတော့ခန္ဓာလွန်နေတယ်ပေါ့သူနဲ့ရှင်လိုက်ဂန္ဒီနဲ့ရှင်လိုက်ရင်တော့နော်ဂန္ဒီနဲ့ရှင်လိုက်ရင်တော့ငါအခုခံစားနေတဲ့အရာတွေကကွာအရန်ကြီးကိုအဲကွန်းလေးနဲ့သိရမလားဟောအဲ့လိုမျိုးတွေပေါ့ငါခံစားနေတဲ့အရာတွေကတအားယူကဖြစ်နေဘွန်းစုဆိုတာကရတော့ပေါ့လူတယောက်ရဲ့ဒီအဆင့်အတန်းကိုပြောတာပေါ့ဘွန်းစုတို့အားလားအဲ့လိုပြန်ဘာပြောလို့ထင်လဲရတော့ပေါ့နီးဘွန်းစုတို့အားလား ကိုစင်ကို ကိုယ်အဆင့်ကိုတီးအဲ့လိုပြောတာဒီလားနင်ကတထေးသမီးကိုကြိုက်တယ်ပေါ့တည်ရမလားဟုတ်ပါလဲဟိုဒီချင်းတဲ့ရလို့မျိုးလေနော်ပြောရလဲပြောချင်တယ်မျိုးချောင်းတက်တထေးသမီးကိုကြိုက်တာဘယ်သူပါလဲကိုယိုးလား ကိုပေါ် ကိုပေါ်လားဟလားကိုပေါ်ကချောအဲ့တော့ဖွန်းစုဆိုတာကအဲ့လိုမျိုးပေါ့အဲ့ဒီအဆင့်ကိုပြောတာအဲ့တော့လက်ရှိငါနေနေတဲ့အဆင့်ကွာဘယ်လိုပဲဖြစ်ငါရက်ကွက်ထဲမှာကျောင်းထိုင်ဘုန်းကြီးလည်းဖြစ်ချင်ဖြစ်နေမှာဟုတ်တယ်မလားအဲ့တော့ဟိုငါဒီမြေအကျယ်ကြီးကိုငါပိုင်လဲပိုင်မယ်ငါကျောင်းကြီးနဲ့ကလာကြီးနဲ့ငါနေနေတဲ့အချိန်မှာခန္ဒီရဲ့စကားကိုကြားတဲ့ခါမှာဖတ်ရတဲ့ခါမှာငါရှက်မိတယ်တဲ့사실 이 세상에 처음 태어날 때 나는 아무것도 갖고 오지 않았었다. 다른 루라인의 보라바다의အခြေခံအတွေးပဲဖြစ်ပါတယ်နော်တကယ်တော့ဒီလောကကြီးကိုပထမဆုံးငါမွေးဖွားပြီးတော့ရောက်ရှိလာတဲ့အချိန်မှာငါဘာမှမယူလာခဲ့ဘူးနော်လုံးဝကိုယ်ပလာနဲ့ရောက်ခဲ့တယ်살만큼 살다가နေတဲ့လောက်နေထိုင်နေရှင်သန်တဲ့လောက်ရှင်သန်ရင်းနဲ့တို့တွေကဘာဖြစ်လာလဲဆိုတော့ဒီမြေပြင်ပေါ်မှာ이 지상에 적에서 사라져 갈 땡에도 빈속으로 갈 것이다. 응? 지상의 적에서 사라져. ဒီမြေပေါ်မှာဒီ적의 한자리를 ချက်ကြည့်လိုက်မယ်ဒီမြေပေါ်မှာရှိတဲ့ဒီချက်ထင်တာတော့ဒါဟိုဘယ်လိုခေါ်မလဲသကောင်စင်းလို့မှတ်တမ်းမျိုးဖြစ်ပါလိမ့်မယ်เนาะစရင်အင်းပေါ့ငါတို့ဆိုတဲ့လေးမွန်ဆိုတဲ့နာမည်ကြီးလည်းရှိနေသေးတယ်လောလောဆယ်ကမသိသေးဘူးဆိုတော့เนาะအဲ့တော့အဲ့ဒီ job ကိုပြောတာဖြစ်မှာပါဒါပေမဲ့ဟန်ကြလေးတေးချောင်းကြည့်လိုက်အဲ့တော့ဒီမြေပြင်ပေါ်မှာရှိနေတဲ့ဒီသမိုင်းကြောင်းမှတ်တမ်းထဲမှာငါဟာကွဲပြောက်သွားလိမ့်မယ်ရောတော့사라질 거야 그리고 내가အဲ့လိုပျောက်ကွယ်ပြီးတော့သွားမဲ့ခါမှာငါဘာရှိလဲဆိုတော့땡ဆိုတာဒီမှာတန်းကိုပြောချင်တာမြေကြီးထဲကိုလည်းငါဘာနဲ့ပြန်ဝင်ရမလဲဆိုတော့빈 속으로 갈 것이다ငါဟာအကုန်လုံးဗလာကျင်းပြီးတော့ဝမ်ဗလာနဲ့ငါသွားမှာဖြစ်ပါတယ်အဲ့လိုပြောတာနော်သူကတေးတဲ့ခါကျရင်လည်းအမှန်တော့ဟိုလူတွေကသာဟိုဖုံးဖိပေးလိုက်တာပေါ့တကယ်တော့ဘာမှတော့ကိုယူသွားလို့မရဘူးပေါ့နော်6ကိုတစ်ချက်ကြည့်လိုက်မယ်နော်6ဟုတ်တယ်စာရွက်စာတမ်းထဲမှာငါဟာပျောက်ွယ်သွားလိမ့်မယ်ရတော့ပေါ့နော်အဲ့တော့တို့တွေကမြေပြင်ပေါ်ကစာရွက်စာတမ်းဆိုတာကမှတ်တမ်းမှတ်ရာတွေထဲမှာလည်းတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားလိမ့်မယ်ပေါ့그런데
살다 보니 이거저거 내못이 생기게 되다. 다음에 여러분 그런데 다음에 살다 보니ဆိုအတွဲလိုက်စကားလုံးကနေတာကြာလာတော့အနေကြာလာတော့ဟိုဟာတွေဒီဟာတွေငါရဲ့ပိုင်ဆိုင်မှုငါရဲ့ဝေစုဆိုတာလေးကပေါ်လာတယ်ဟုတ်ဒါလေးကငါဖက်ဒါလေးကငါလွယ်အိတ်ဆိုပြီးတော့ငါပစ္စည်းဆိုတာပေါ်လာတယ်ငါဇွန်းတို့ငါခရင်တို့ဖြစ်လာတယ်တချို့အဲ့တော့ပေါ်လာတဲ့ခါမှာ물론 일상에 소용되는 물건들ဟုတ်တာပေါ့မူလုံးဆိုတာဟုတ်တယ်လို့ပြောတာဝါကြရဲ့အစဆုံးမှာဆိုရင် तू ကဟုတ်တယ်လို့ထောက်ခံတာဟုတ်တယ်နေ့စဉ်လူနေမှုဘဝမှာအသုံးပြုတဲ့ပစ္စည်းတွေလို့ငါတို့ပြောလို့ရတယ်။အော်ခရင်ကလည်းလိုတယ်လေနော်။ဟုတ်တယ်ဟုတ်။အိတ်ကလည်းလိုတယ်အိတ်ကလည်းကြောင်းသွားရင်လိုတယ်။ဖနက်ကလည်းစီးရမယ်ဆိုဟုတ်ပါတယ်။နေ့စဉ်လူနေမှုဘဝမှာအသုံးပြုတဲ့ပစ္စည်းတွေလို့ငါတို့ကစင်ကြေပေးလို့ရတယ်။ဒါပေမဲ့တဲ့မရှိမဖြစ်လောက်အောင်လိုတဲ့အရာတွေလားတဲ့ပြန်စဉ်းစားကြည့်ပေါ့နော်။ငါစီမှာမြင်နေရတဲ့ကိုပစ္စည်းရှိမှမြင်နေရတဲ့ပစ္စည်းတွေကမရှိမဖြစ်တွေလားပေါ့အဲ့လိုမျိုးပြောတာပေါ့နော်ဒါတော့ तू အတွေးထဲကိုရောက်သွားပြီဆိုတာနော်ဒါအတွေး तू တွေးနေတာပေါ့살펴 볼 수록ဆိုတာကြည်လေမရှိရင်ပိုကောင်းတဲ့ပစ္စည်းတွေကအများကြီးရှိတယ်တဲ့တေချာစဉ်းစားပြီးတော့တေချာကြည့်ရင်ဒီပစ္စည်းမရှိရင်ပို့ပြီးတော့ငါမှပိုကောင်းတယ်ပေါ့ရှိနေစရာမလိုဘူးဆိုတဲ့ဟာမျိုးတွေကကိုယ့်အနီးပတ်ဝန်းကျင်မှာအများကြီးစုပုံနေတာပေါ့우리들이 필요에 의해서 물건을 갖게 돼요. 노래하 로아차 장 이게 장이야. 디아사 글로니아고 letwe သုံးတဲ့တရားတွေပဲ여러분. ငါတို့တွေဟာလိုအပ်ချက်ကြောင့်မို့လို့ဒါပစ္စည်းတွေကိုပိုင်ဆိုင်မှုဖြစ်လာပြီမဲ့တခါတလေကြတော့တဲရိုနတခါလေကြတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီပစ္စည်းတွေကြောင့်မို့လို့လဲမနှဲလှသောစိတ်ဒုက္ခတွေခံရတယ်။적잖이မနှဲလှတဲ့마음을 쓰이다. 마음이 쓰이다. စိတ်ကအသုံးချခြင်းခံရတယ်ဆိုတော့စိတ်ကအဲ့ကိုရောက်နေတာ။마음이 쓰여요. 그쵸?ငါအင်ကြီးလေးပေးသွားမလားပေါ့ထမင်းစားရတာမပေးမှဆိုလို့သိရမလားအဲ့လိုမျိုးဖြစ်နေရတယ်마음이 쓰여အင်ကြီးကိုယ့်ရဲ့စိတ်ကလွတ်လပ်မှုမရှိဘူးဒီအင်ကြီးပေါ်ရောက်နေတာပေါ့ဒါကြောင့်မို့လို့တဲ့무엇인가를 갖는다는 것은 다른 한편 무엇인가에 얽매인다는 뜻이다 이ကောင်ကတို့တွေဘယ်လိုပြောရမလဲဒီ법정 스님의စကားတွေကိုပြောတဲ့အခါမှာအမြဲတမ်းလူတွေကထုတ်ပြီးတော့အဲ့လိုကိုးကားတဲ့စကားလုံးဖြစ်ပါတယ်ဒါကြောင့်မလို့တစ်ခုခုကိုပိုင်ဆိုင်နေဆိုတာရောတော့တခြားတစ်ဖက်ကနေကြည့်ရင်အဲ့ဒီတစ်ခုခုရဲ့ချီနှောင်ခြင်းကိုခံရတာပဲဒါကတို့ဗုဒ္ဓဘာသာအယူနဲ့လည်းအဆက်တာပေါ့နော်ဟုတ်တယ်ဟုတ်တဏှာရဲ့ဆွေးညှိခြင်းခံရတာပေါ့ဘာကြရောတော့လင်းထိုင်နဲ့တရားကြောင်းတွေပြောမိတော့မယ်လဲနော်필요에 따라서 가졌던 것이 로아ချက်ကြောင့်မို့လို့ဒါလိုအပ်ချက်အရာတာပေါ့နော်တို့တွေယူဆောင်လာတဲ့အရာတွေကနော်ပြောင်းပြန်ပြီးတော့ဖြစ်သွားတယ်도리어ဆိုတာ 오히려နဲ့တူတယ်여러분 오히려နဲ့တူတယ်နော်이 두 개 같아요 도리어ဆိုတာကတစ်ဖန်ပြန်ပြီးတော့ဥပမာဆိုရင်ကိုကဒီပစ္စည်းကိုဝယ်လိုက်တယ်ကွာဒီပစ္စည်းကိုပိုင်တယ်ငါပိုင်ရှင်ဟုတ်တယ်မလားဒါပေမဲ့တကယ်ကြတော့ငါသူ့ကိုပိုင်နေတာလား तू ကငါစိတ်ကိုပိုင်နေတာလားပြောင်းပြန်တွေးလိုက်ရင်လိုအပ်ချက်ကြောင့်မလို့ကိုပိုင်ဆိုင်ထားတဲ့ကိုယူဆောင်ထားတဲ့အရာတွေကနော်စန့်ကျင်ဘက်အားဖြင့် तू ကသခင်ဖြစ်နေတာတွေရှိတယ်우리를 부자유하게ဆိုတာကငါတို့ကိုမလွတ်လပ်အောင်ချီနှောင်တယ်그쵸မလွတ်လပ်အောင်ချီနှောင်တယ်လို့ပြောတဲ့အခါမှာ주객이 전도되다 할စကားရှိတယ်여러분 주인공하고 손님이 애인신의 애들နဲ့ပြောင်းသွားတာတွေရှိတယ်ချိန်သွားတာပေါ့애인신의 애들နဲ့ချိန်သွားတယ်ဆိုတာဘာလဲ여러분 여러분ကပိုင်ရှင်လေ여러분ကပတ်စံပေးပြီးဝယ်လိုက်တဲ့ပစ္စည်းက여러분ကိုပြန်ပြီးတော့ချီနှောင်တဲ့အခါမှာ तू ကကိုယ်ခေါင်းပေါ်ရောက်သွားတယ်ဟုတ်တယ်မလား तू ကသခင်ဖြစ်သွားတယ်ကိုကသူ့ရဲ့ချီနှောင်မှုကိုပြန်ခံရတယ်တနည်းအားဖြင့်ပြောရင် तू ပိုင်ဆိုင်ခြင်းကိုခံရတယ်သူ့ရဲ့ကျွန်ကိုပြန်ဖြစ်သွားတယ်ဟုတ်တယ်ငွေရဲ့ကြေးကျွန်ဖြစ်တယ်လို့မျိုးပေါ့이렇게ဇက်လိုက်နဲ့ဧည့်သည်နဲ့ပေါ့ပိုင်ရှင်နဲ့ဧည့်သည်နဲ့ဟာတဲ့ပြောင်းပြန်ဖြစ်သွားတဲ့အခြေအနေမျိုးမှာတဲ့ငါတို့တွေဟာတဲ့ဘာဖြစ်လဲ여러분 가짐을 당하다ယူဆောင်ခြင်းကိုခံရတယ်ပိုင်ဆိုင်ခြင်းကိုခံရတယ်ကိုကဒီစလင်းဘက်ကိုဝယ်လိုက်တယ်ကိုကဒီအိတ်ကိုပိုင်တယ်ထင်ပေမဲ့အဲ့ဒီအိတ်ရဲ့အတွေးတွေနဲ့ပဲကိုကနေတယ်ဆိုရင်အဲ့ဒီအိတ်ကကိုကိုဆိုးမိုးနေတာရောတော့ချဲလှန်နေတာအဲ့ဆိုရင်သူ့ရဲ့ပိုင်ဆိုင်ခြင်းကိုသူ့ရဲ့ယူဆောင်ခြင်းကိုသူကကိုကို take လုပ်သွားတာကိုကခံနေရတယ်လို့ပြောတာဘုန်းကြီးကဒါကြောင့်မို့လို့그러므로 많이 갖고 있다는 것은သူ့အနေနဲ့ပြောမယ်ဆိုရင်ဒီဆရာတော်အနေနဲ့ပြောမယ်ဆိုရင်တို့တွေအများကြီးပိုင်ဆိုင်ထားတယ်ဆိုတာကတဲ့လူအများအမြင်မှာတော့ဒါဟာဂုံယူစရာပေါ့ဟွန်းနီးဆိုတာအများသူငါကိုပြောတာဟုတ်အများအမြင်မှာဒါဟာကြွားစရာပေါ့ငါမှာရွှေတပိတ်သားရှိတယ်ပေါ့ဆိုပါစို့နော်ငါမှာဘာတွေရှိတယ်ဆိုရင်ဒါဟာကြွားစရာဆိုပေမဲ့တဲ့တစ်ဖက်ကနေကြည့်မယ်ဆိုရင်
ငါပိုင်ဆိုင်သလောက်그만큼ငါပိုင်ဆိုင်သလောက်အများကြီးငါချီနှောင်ခံထားရတယ်ဆိုတဲ့ဟာလည်းဖြစ်ပါတယ်တဲ့လားအဲ့လိုမျက်နှာအဲ့လိုဘတ်ချမ်းပေါ့ချွတ်မြုံဆိုတာဘတ်ချမ်းအဲ့လိုဘတ်ချမ်းကလည်းတစ်ချိန်တည်းမှာရှိနေတယ်တို့တွေကတစ်ခုခုပိုင်ဆိုင်နေဆိုရင်အဲ့ဒီတစ်ခုခုကတို့ကိုပိုင်ဆိုင်နေတယ်ဆိုတော့ဘတ်ကလည်းတစ်ခါတည်းတွဲပါတယ်တဲ့ရောတော့စင်ပြေမလားဒါပါပဲသူစာကတော့အများကြီးတော့ဟုတ်လို့ထူးခြားကြီးအများကြီးတော့မရှိဘူးအဓိကပြောချင်တာအဲ့ဒါပဲအဲ့ဒီအယူအဆကိုတို့တွေကလက်ခံနေဆိုရင်ဟိုနောက်ဒီစာပိုက်ကိုပို့ပြီးတော့ကိုကလက်ခံနိုင်တယ်ဆိုရင်တော့ပို့ပြီးတော့ချင်းကပ်လို့ကောင်းတာပေါ့နော်그쵸နောက်မှပြောကြတာပေါ့나는 지난해 သူဥပမာစာပေးပြီဒီလားဒီထိကသူဆိုလိုချင်တယ်သူပြောချင်တဲ့စကားသူပြောပြီးသွားပြီဒါပေမဲ့အဲ့အတွက်သူဥပမာပါပေးလဲဆိုတော့나는ပြီးတဲ့နှစ်တုန်းကຫນွေရာသီအထိဘာလုပ်ထားလဲဆိုတော့နန်းချိုတစ်ခွပင်နှစ်ပင်ကိုတဲ့သူလုံးဝအဲ့လိုဂျုံငုံစရဲဆိုတာကတယ်မလားအဲ့လိုမျိုးစိတ်စေတနာအပြည့်နဲ့ပေါ့အရန်ချစ်တာသူအဲ့ဒါကို정말 정성을 다해 길렀었다အဲ့တော့တကယ်ကိုစိတ်အင်အားအကုန်သုံးပြီးတော့သူစိုက်ပျိုးခဲ့တယ်ဒါဟာတွဲညီချင်းသူစပြောတာပါဘုန်းကြီးဆိုတော့အိမ်တော်မရှိဘူးနဲ့တူပါတယ်။ तू ကတစ်ခွပင်လေးကိုစိုက်တယ်နော်တစ်ခွပင်ကိုစိုက်တော့အဲ့ဒီတစ်ခွကို तू ကဘယ်လိုစိုက်လဲဆိုတော့정성스럽게 진짜 정성을 다해서စိုက်တယ်အဲ့လိုစိုက်တဲ့အခါမှာလွန်ခဲ့တဲ့3နှစ်တုန်းက거처를 지금의 대리원으로 옮겨왔을 때လွန်ခဲ့တဲ့3နှစ်တော့ तू တခြားမှနေတယ်거처ဆိုတာက 거주지ကိုပြောတာ 거주지အဲ့တခြားမှနေတဲ့နေရာကနေ 지금의 다래헌ဆိုတာကသူတို့ကចောင်းဆောင်တွေကိုနာမည်ပေးတယ်တို့မြန်မာမှာလည်းသိတယ်မလားဘာဆိုင်ရိတ်တို့ညာဆိုင်ရိတ်တို့ပေးတယ်မလားအဲ့လိုမျိုးအခုဒီဘုန်းကြီးကျောင်းကို तू ပြောင်းလာတယ်ပြောင်းလာတဲ့အခါမှာကျောင်းအဟောင်းနေကျောင်းတစ်ကိုပြောင်းလာတဲ့အချိန်မှာဘုန်းကြီးတစ်ပါးကသူ့ကို우리 방으로 보내주면ဒီတစ်ပင်ပို့ပေးခဲ့တယ်ဒီအပင်လေးနှစ်ပင်ပို့ပေးလိုက်တယ်သူရမ်းသဘောကျတယ်ဒါသူတွဲညီချင်းစာဖြစ်တာပေါ့နော်혼자 사는 것처럼တယောက်တည်းနေတာဆိုတော့살아있는 생물အသက်ရှင်နေတဲ့တတ္တဝါရဲ့လို့သူနဲ့ငါနဲ့ပဲရှိတာဒီကြောင်းတစ်ဆောင်လုံးမှာအထီးကျန်မှာပေါ့နော်ရှိတဲ့ခါကျတော့အသက်ရှိနေတဲ့တက်ရှိအဲ့ဒီမျိုးတတ္တဝါဆိုလို့ပေါ့နော်နာဟာကို그 애들 뿐이에요သူကဒါတွေကိုခလေးလေးလို့သုံးထားတယ်သူတို့လေးတွေပဲရှိတာငါနဲ့တစ်ခွလေးတွေပဲရှိတာ그쵸ငါနဲ့တစ်ခွလေးတွေပဲရှိတာဆိုတော့အဖော်ဖြစ်လာတာပေါ့ဒီလားအဖော်ဖြစ်လာတာသူတို့တွေအတွက်ဆိုရင်တဲ့관계서적을ငါဘာတွေပါလုပ်လဲဆိုတော့သက်ဆိုင်တဲ့စာအုပ်တွေပါငါရှာပြီးတော့ဖတ်တယ်တစ်ခွဘယ်လိုစိုက်ရမလဲဘယ်လိုဆိုရင်တစ်ခွကောင်းကောင်းကြည်ပြင်းမလဲ그쵸ခလေးမွေးတယ်လို့ဖြစ်နေတာပေါ့그쵸အဲ့တော့စာအုပ်တွေကိုရှာဖွေပြီးတော့ဖတ်ရှုတယ်သူတို့တွေရဲ့ကျမ်းမာရေးအတွက်ဆိုရင်တဲ့hypnosis-inga အဲ့လို hypnosis များလာတော့မသိဘူးပေါ့နော်အဲ့လိုမျိုးဟွာတွေကိုလဲတဲ့မြေဩဇာတွေကိုလဲသူကရှာပြီးတော့ယူလာသေးတယ်သိလားအဲ့တော့စိတ်ထဲမှာဖုံးကြီးကိုသူကကြီးစိုးနေတာတစ်ခွကြီးစိုးနေတာဘုန်းကြီးကသူတရားကျင့်ရမယ်သူအဲ့လိုမျိုးထားပါတော့သာသနာအတွက်လုပ်ရမယ့်အချိန်မှာငါတစ်ခွလေးငါတစ်ခွစေးတစ်ခွဘယ်လိုဆက်ရလဲစိတ်ထဲမှာတဏီကောင်ကသူ့ရဲ့24နိုင်ရတစ်ခွဖြစ်နေတာပေါ့နော်အဲ့တော့ခါကြတော့여름철이면 누이ရောက်ပြီဆိုရင်လည်းတဲ့သူ့မှာအေးမြတဲ့အရိပ်တွေကိုရှာပြီးတော့မှသူ့ကိုနေရာတွေရွှေ့ပေးရတယ်။တည်သွားမှဆိုလို့그쵸နော်တည်သွားမှဆိုလို့သူ့ကိုနေရာတွေရွှေ့ပေးရတယ်။ဆောင်းတွင်းဆိုရင်လည်းသူတို့တွေအတွက်အခန်းထဲကအပူချိန်ကိုညှိပေးရသေးတယ်။실내 온도를သူကအခန်းအပူချိန်တွေကိုလည်းလျှော့ပေးရသေးတယ်။그쵸အဲ့လိုမျိုးတွေသူကလုပ်ခဲ့တာ။ဒါဟာပြောရမယ်ဆိုရင်တော့ဘာမှမဟုတ်ဘူးလို့ထင်ရပေမဲ့ဘုန်းကြီးအနေနဲ့ကြည့်လိုက်တော့ငါဟာတော်တော်တွင်ညှိနေတာပဲဆိုတော့နောက်မှသူ့ကိုသူသိသွား။ 이런 정성을 일찍이 부모에게 바쳤더라면ဒီလိုမျိုးစိတ်အင်အားစိတ်စေတနာတွေကိုနော်စောစောစီစီမိဘအတွက်သာသူသုံးခဲ့မယ်ဆိုရင်လည်းသူဟာသားကောင်းရတနာဆိုတဲ့အတန်အောင်ကြားခဲ့ရမှာပါတဲ့မိဘကကြအဲ့လောက်မလုပ်ခဲ့ဘူးကွာတိလားမိဘကကြတော့အဲ့လောက်မလုပ်ခဲ့ဘူးဒါပေမဲ့တစ်ပင်ကိုကြတော့အရန်လုံနေတာပေါ့이렇듯အခုလိုမျိုးပေါ့နော်애지중지 가끔 보람အခုလိုမျိုးတရုတ်တရ애지중지တရုတ်တရ가꾸다ဆိုတာကအဲ့လိုပြုစုမွမ်းမံတာမျိုးပြောဒီမှာတော့ပြုစုတာပေါ့တရုတ်တရပြုစုတဲ့အကျိုးကျေးဇူးအနေနဲ့သူကဘာရလဲဆိုတော့ຫນွေဦးလေးရောက်လာပြီဆိုရင်တဲ့တင်းပြန့်တဲ့ရနံ့အောင်သူရတယ်သူ့အတွက်ပီတိဖြစ်ရတယ်တင်းပြန့်တဲ့ရနံ့လေးရတယ်နောက်ပြီးတော့연두빛သူဟာစိမ့်ပြရအောင်မဟုတ်ပါဘူးဘာခေါ်ဖတ်ဖူးရအောင်ဖတ်ဖူးရအောင်ပန်းတွေကိုလည်းပွင့်ပြီးတော့ငါ့ကိုရင်းခုံအောင်လုပ်ပေးသေးတယ်တဲ့သိလားအဲ့တော့ကိုပန်းမြင့်လေးစိုက်ရတာသူကြည်နူးရတယ်ပေါ့နော်ဒါဟာလူသားတွေအနေနဲ့တွေးမယ်ဆိုတော့မထူးဆန်းပါဘူးဒီကောင်ကဒါပီတိဖြစ်စရာလေးကောင်းမွန်တဲ့ကိစ္စပါပဲ그쵸နောက်ပြီးတော့အရွက်တွေကတဲ့초승달처럼 항시 청청했어요အရွက်တွေကလာဇန်းကလေးလိုပဲအမြဲတမ်းအဲ့လိုမျိုး
ချုံဟာတာစိမ့်ဖန့်နေတာပဲအရန်စိမ့်နေကျမ်းမာတန်ဆွမ်းတဲ့အစိမ်းရောင်မျိုးရှိတယ်ပေါ့နော်အဲ့အရွက်ကလေးတွေကလည်းလှတယ်အပွင့်လေးတွေကလည်းလှတယ်အနံလေးတွေကလည်းကောင်းတယ်တဲ့နော်ဥဒိထားတဲ့ဟောင်းနဲ့ချက်ချောင်းစားရမှာဒါတို့เจ้าကိုလာတဲ့သူတိုင်းကတဲ့ဒီလောက်ထိလန်းဆန်းလက်ဆက်နေတဲ့ဒီပန်းကိုကြည့်ပြီးတော့တဲ့နန်ချိုကြည့်ပြီးတော့တဲ့ဟန်ဂယ်ကချီတသားတဲ့မြောင်တဒန်နဲ့ပြောကြရပါလဲဆိုတော့ပေါင်းလိုက်တာပန်းလေးတွေကလှလိုက်တာဆိုပြီးချီးကျူးကြတယ်တဲ့그쵸 지난해 여름 장마가 갠 어느 날, 만니까 누이아디마 모리 유아래. 장마가 왔어요. 장마가 개다서라 모리 삐도하래. 모리 유아로 삐도하래. 까옹이냐 뺨이라 찔레나래서 개다로 떠내면라. 아로 까옹이니 뺨 찔레나래 띠야 마래. 또하 봉선사로 은원우사를 뵈러 갔어요. 응? တခြားဘုန်းကြီးကျောင်းကိုတခြားဆရာတော်သူတွေ့ဖို့သွားတယ်တဲ့လားတခြားကျောင်းကဆရာတော်သူတွေ့ဖို့သွားတဲ့အခါမှာတဲ့한낮이 되자 내긴 입어 너 알아? 장마에 갇혔던 햇볕이 내게만 열나တဲ့ချိန်မှာဒီမိုးကာလကြောင့်မလို့ပိတ်လောင်ခြင်းခံထားရတဲ့နေရောင်ခြည်ကအဲ့တော့장마ကြောင့်မလို့မပွင့်လိုက်ရတဲ့နေရတဲ့မျက်စိစူးလောက်အောင်ကိုစပွင့်တော့တယ်တဲ့လားစပွင့်တော့ပြီးတော့ 개울물 소리에 어울려 숲속에서는 알아 뚜 또아래 람마 산창리시라고 에리 산창와 예단에 두두 쿠나 네 양치야 아양 라이판이네 네네 시네 다 라이판이네 비로 떠래마 숲속에 뚜 또아래 떠란에마 매미리가 뭐노 매미리가 잉괴리야 무슨 잉괴리가 또အရှိတိုင်းဆိုတာအာဂုံကို ပြောတာ 있는 대로 아공 목청을 돋구고 있어요. 어해내자. 아담예인의 아공 어니자래 뭐. 알아 다이야 뼈에 다 다야래 봐 원쯤에 뭐. 너 여러분. 알아 무슨 거리야 어래. 산장단리리 자래. 니영지야 빈샤래 뭐. 또 알레 또래 말로 또 하네 뭐. 애체마 또 드리야 또 아. 도리소는 아 라고 뼈라고 너. 들어 아차 소리로. 그때 이때서야 문득 생각이 났어. 애리 체마 두하 피하게 드리야 라이래. 하 소리 드리야 라이래. 발에서 또 뜻배내고 오래. 뜻이라가 미보리리 도အိမ်မောနေ ဆင်းလိုက်ရင် မြေခွက်လေးရှိ အဲ့လိုမြေပေါ်လေးကို ပြောတာ အဲ့တော့ ခြံထဲကို ထုတ်ထားတဲ့ဟာကို မေ့ခဲ့တယ် 응? 뜰에 내놓은 채ဆိုတာက ထုတ်ထားလျက်သား အနေထားနဲ့ ထွက်လာမိတာ လူက တော်တော် ခရီးပေါက်နေပြီ နော် လူက တော်တော် ခရီးပေါက်နေပြီ တောထဲရောက်နေပြီ ဒါပေမဲ့ အဲ့တော့မှ သတိရတယ် အာ ငါ တစ်ပင်တွေကို အပြင်ထုတ်ခဲ့မိတယ် ပြန်မသိမ်းမိဘူးပေါ့ ဆိုတဲ့အခါကျတော့ 오랜만에ဆိုတာ 모처럼ဆိုတာ 오랜만에 မတွေ့ရတာကြာပြီ ဘာလို့လဲဆိုတော့ 찰나란 햇볕, 내양지호 မတွေ့ရတာကြာပြီ နော် ဒီလို 찰나라다ဆိုတာက လုံးဝအဲ့လိုမျိုး နေရောင်ခြည်က လှလှပပကြီးကို သိရမလား အဲ့လိုမျိုး ဖြန့်ခင်းနေတာပေါ့ အဲ့တော့ တောက်ပတဲ့ နေရောင်ခြည်ကို သူကြာမှမြင်ရတော့တဲ့ ကြာမှမြင်ရတဲ့ ဒီတောက်ပတဲ့ နေရောင်ခြည်ကို သူဘာဖြစ်သွားလဲဆိုတော့ ပြန်ပြီးတော့မှ စိတ်ဟိုတင်းဖြစ်သွားတယ် ပြန်ပြီးတော့မှ သူ နာကြီးသွားတယ်ပေါ့ ပြောရမယ်ဆို ခုနကတော့ လိုက်ဖက်လိုက်တာပေါ့ စမ်းချောင်းလေးနဲ့ အဆင်ပြေနေမယ် အခုကျတော့ ဒါက သူကိုယ်တိုင်က ဘာဖြစ်သွားလဲ စိတ်က ခုတစ်မျိုးတော့ကြာတစ်မျိုးဖြစ်သွားတယ် ပြောင်းပြန်ဖြစ်သွားတယ် ဘာလဲဆိုတော့ နာကြီးမိတယ်တဲ့ 뜨거운 햇볕에 늘어져 있을 ဒီပူလောင်တဲ့ နေရောင်ခြည် အောက်မှာ နွမ်းလျနေမဲ့ သူ့ရဲ့ အပင်ကို သူ မျက်စိထဲမှာ မြင်ယောင်သွားတယ်တဲ့ ငါအပင်တော့ သေပြီပေါ့ သိရမလား 더 지체할 수가 없었어요. အဲ့ဒါကြောင့်မလို့ သူဟာ လုံးဝ ထပ်ပြီးတော့ အချိန်မဆိုင်နိုင်တော့ဘူး မဆိုင်မတော့ဘူး ပြောချင်တာပေါ့ 지체할 수 없다ဆိုတာ ချက်ချင်းကို သူထလုပ်ပြီး ဘာလုပ်လဲဆိုတော့ 우야파야네, 응? သင်္ကန်းကြီးနဲ့ 우야파야네 ပေါ့ နော် 우야파야네 အဲ့ဒီ လမ်းကို သူ လှည့်ပြန်လာတယ် သူသွားရမယ့် ဆရာတော်ကြီးဆို သူမသွားတော့ဘူး တခါတည်း ဘုန်းကြီးကျောင်းပြန်လာတယ် သူ့ကျောင်းသူပြန်လာတယ် ထင်တဲ့အတိုင်းပဲ 아니나 다를까, ထင်တဲ့အတိုင်းပဲတဲ့ 띠ရွက်တွေက 추ဆိုတာ ဒီလိုမျိုး သိတယ်မလား ခွေးကျနေတာ 띠ရွက်တွေက ခွေကျနေပြီးတော့ တဲ့ စိတ်မကောင်းဖြစ်လိုက်တာ ဆိုတာတဲ့ 안타까워, 응? သူများတွေရဲ့ မကောင်းခြင်း ကံဆိုးခြင်းတွေ မြင်ရတဲ့အခါမှာ တို့တွေက ဘေးကနေ စုတ်တက်ပြီးတော့ စိတ်မကောင်းဖြစ်တာရှိရမလား 안타깝다 လို့သုံးတယ် ကိုယ့်ကိုယ်တော့ 안타깝다 လို့မသုံးဘူး 여러분. သူများကိုကြည့်တဲ့အခါ ဖြစ်ရလေပေါ့. အဲ့တော့ 안타까워 하면서 서울따뜻한 내가 샘물을 가져와. 뚱이리고 떼라. 얘도 아칼라. 칼라비로 기다 소라 칸다고ပြောတာ. 얘도 아칼비로 두고 너네를 쏟ပေးလိုက်တယ်. 축이다 소라 쏟다. 또 뭐ခွဲစိတ်ပြီး ထွက်လာရင် ရေကို 글루글루နဲ့ တောက်လို့မရအောင်မလား အခါကျရင် 쏟ပေးတယ်မလား အဲ့လို 쏟ပေးလိုက်တော့လေ तू က
အနေငယ်တော့ခေါင်းလေးထောင်လာတယ်ကျော်ဦးဆိုတာကမနိုင်တနိုင်လေးကိုပြောတာမနိုင်တနိုင်လေးခေါင်းထောင်လာတယ်ဆိုတော့အရင်တော့ကပြောတဲ့အလှတရားတွေမရှိတော့တဲ့မလားသေချာမထောင်နိုင်တော့ဘူးပေါ့ဟာဂျီမန်어딘지 생생한 기운이 빠져나간 것 같았다. 다음에 내일이라 가운타운라비메 여러분 အတိအကျတော့မပြောတတ်ဘူး 어딘지ဆိုတာဘယ်နေရာလဲတော့မသိဘူး သူ့မှာလက်ဆက်တဲ့အင်အားတွေမရှိတော့ဘူးထွက်သွားပြီလို့ခံစားလိုက်ရတယ် ဆိုတာကအသက်ကထွက်သွားပြီပေါ့ဒီအပင်ကသိရမလားထွက်သွားပြီ သူစူးစမ်းပြီးထောင်လာပေမဲ့ तू ကပြန်မရှင်တော့ဘူးဆိုတာကိုငါသိတော့သိလိုက်ပြီတဲ့နော်အဲ့တော့လက်ဆက်တဲ့အင်အားတွေသူ့စီမှာမရှိတော့ဘူးတဲ့အဲ့ဒီအချိန်မှာဘုန်းကြီးကလည်းပါရမီပါတော့နော်သူကဘလို့သူကဒါတန်ဝေခရတာပေါ့ငါဟာအဲ့ဒီအချိန်မှာခန္ဓာကိုယ်တစ်ခုလုံးပြီးတော့ငါရဲ့စိတ်ထဲမှာ 절절히 느끼게 되었다. လုံးဝကိုအဲ့လိုမျိုးဘယ်လိုခေါ်မလဲနှစ်နှစ်ကကောင်ငါခံစားလိုက်ရတယ်. ဘာလဲဆိုတော့ 쇠란친ဆိုတာဟာ 나진친 말라. 그쵸? ပင်ပန်းခြင်း말라. 괴로워. 쇠란친ဆိုတာ ပင်ပန်းတယ်ပေါ့နော်. အဲ့ဒါ 나진친뭐. 그렇다. 나는 ဟုတ်တယ်. သူသိသွားပြီ. သူ့ကိုယ်သူပြန်မြင်သွားပြီ. အဲ့ချိန်မှာ ဟုတ်တယ်. ငါဟာ 난초에게 너무 집념한 것이다. ငါဟာဒီအပင်ကိုအရန်ဆွဲလန်းခဲ့တာပဲ. 그쵸? ငါဒီအပင်ကိုအရန်ကိုဆွဲလန်းခဲ့တယ်. ဒီဆွဲလန်းမှုကနေငါယုံထွက်ရတော့မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုချလိုက်တယ်. ငါဖုံးကြီးလीနော်. ငါလူလည်းမဟုတ်ဘူးဆိုတော့ဒီဆွဲလန်းမှုကနေယုံထွက်ရမယ်ဆိုရင်ငါတန်ဋိဌာန်ချပြီးတော့ 난을 가꾸면서 나ဒီအပင်ကိုစိုက်နေတဲ့အချိန်မှာဆိုရင်ဒီအပင်ကိုပြုစုပြောင်းထောင်နေရတဲ့အချိန်မှာဆိုရင် तू가 산철 다 와소라고 뼈라고 산철에도 쓰라 산철스라가 와소깔라고 뼈라 와소깔라 ဘုန်းကြီးတွေသူတို့တွေကကြတော့တို့ဗမာပြည်မှာ 와소가 ခရီးမထွက်ရဘူးလို့ပြောတာနော်အဲ့ဒါတော့နည်းကွာတာပေါ့ ကိုရီးယားရဲ့ 와소 ဆိုတာကကြတော့ ဘုန်းကြီးတွေကခရီးထွက်ရတယ်ထွက်ပြီးတော့ဒီသာသနာကိုမျိုးစိတ်လိုက်ချရတယ်ဒါကြောင့်မလို့ ကိုရီးယားနိုင်ငံရဲ့ဒီကမ္ဘာသမိုင်းစာအုပ်တွေပါတယ်ဆိုရင်လည်း ဘုန်းကြီးတွေကဒီပြင်နိုင်ငံကိုသွားပြီးရေးခဲ့တာ 여러분 အိန္ဒိယအထိခရီးသွားပြီးတော့အဲ့လိုမျိုးရေးတာနောက်ပြီးတော့တရုတ်ပြည်ကိုသွားပြီးတော့ရေးတာအဲ့လိုမျိုးတွေကဘာလဲဆိုတော့သူတို့ကဘာသာကိုဖြန့်တာပေါ့အဲ့လိုဖြန့်တဲ့အခါမှာဒီကာလအတွင်းမှာဘုန်းကြီးတွေကဘာလုပ်ရလဲဆိုတော့ခရီးသွားရတယ်ကိုယ့်ကြောင့်စွန့်ပြီးသွားရတယ်အဲ့တော့အဲ့ဒီသွားတဲ့အချိန်မှာတော့မှတဲ့သူဟာခရီးသည်တယောက်နာဂုနေဆိုတာကခရီးသည်ပြောတာပေါ့နော်ခရီးသည်တယောက်ရဲ့လမ်းကိုသူ့မှာမသွားနိုင်ဘူးဖြစ်နေတာ तू ကကုန်းတက်လို့못했다မသွားခဲ့ဘူးတဲ့ဒီလားအဲ့တော့လွယ်လွယ်ပြောမယ်ဆိုရင်တော့ ဝါဆိုကာလမှာ तू ခရီးထွက်ရမယ်တရားတွေဖြန့်ရမယ်ဒါပေမဲ့ तू မသွားဘူးတဲ့ तू အပင်ကိုစိတ်ပူလို့နော်စိတ်မချလို့ခရီးတွေတောင် तू မသွားခဲ့ဘူးတဲ့ 밖에 볼 일이 있어서 အပြင်မှာကိစ္စရှိလို့ခဏ तू ဒီကျောင်းကနေထွက်ရမယ်ဆိုရင်တော့မှတဲ့ 환기가 되도록လေဝင်လေထွက်လေကောင်းအောင် 들창문 브림바우리술래 또 ဖွင့်ထားခဲ့ရတယ် အပြင်ခဏသွားကြရှင်တကားဖွင့်ခဲ့အောင်မှာပါ ငါအပင်လေးဘာဖြစ်မညာဖြစ်မယ်ပေါ့ နော် 본을 내놓은 채, 본수라 빵호ပြောတာ 빵호 အပြင်မှာထုတ်ထားရင်းနဲ့ခုနလိုပေါ့ 빵호가ခြံဝင်းထဲမှာ ခဏချထားတယ် နေရောင်ခြည်ပြထားတဲ့အချိန်မှာအပြင်သွားလိုက်တယ်ပေါ့ အဲ့လိုသွားလိုက်ရင်သတိရရင်ပြန်လာတယ် ပြန်လာပြီးတော့ဒီကောင်ကိုသိမ်းရသေးတယ် အဲ့လိုမျိုးတွေလည်းဖြစ်တယ်ပေါ့နော် အဲ့တော့ဒီ 빵호ကိုအပြင်ထုတ်ထားရင်းနဲ့သူအပြင်ထွက်လိုက်တယ်ဆိုရင် 뒤미쳐 생각하고နောက်ကျမှသတိရတယ်ဆိုရင်ပြန်လှည့်လာတာ तू ပြန်လှည့်လာပြီးတော့အဲ့ဒီ 빵호ကို들여놓고အခန်းထဲပြန်ထည့်တယ် အိမ်ထဲပြန်ထည့်တယ် ကျောင်းထဲကိုပြန်ထည့်တယ် ထည့်ပြီးတော့မှပြန်ထွက်တာမျိုးလဲတစ်ကြိမ်နှစ်ကြိမ်မကဘူးတဲ့ 됐လား အဲ့တော့ငါပန်းအိုးသိမ်းရအောင်မယ်ဆိုပြန်လာခဲ့ပန်းအိုးသိမ်းပြီးတော့မှနောက်တစ်ခေါက်ထပ်ထွက် သိရမလား အဲ့လိုမျိုး 이것은 정말 지독한 집착이었다. 다하 또 소유하래 지독하다.ဆိုတာလေ တော်တော် 소유하래 ဒီဟိုဟာပဲပေါ့ ဆွဲလန်းခြင်းပဲပေါ့ 집착ဆိုတာ နော် 지독하다. တော်ရုံတန်ရုံမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ် 지독해. အဲ့လိုပြောတာ အဲ့တော့တော်ရုံတန်ရုံမဟုတ်တဲ့ဆွဲလန်းခြင်းဖြစ်ပါတယ်တဲ့ 며칠 후 K 난초처럼 말이 없는 친구가 놀러 왔기에 선뜻 그의 품에 분을 안겨주었다. 응? ဒီခေတ်ကတော့ငါသားရိုက်သွားလားမသိပါဘူး အဲ့တော့ 며칠 후နောက်3-4ရက်နေတဲ့ခါကျတော့ဒီကောင်လိုပဲပေါ့ 난초လိုပဲ ဒီတစ်ခွလိုမျိုးပဲ 말이 없는 친구가 놀러 왔어요. စကားမပြောတတ်တဲ့တငယ်ချင်းတယောက်ရောက်လာတယ်ပေါ့နော် အဲ့တော့ သူဆိုလိုချင်တာကနည်းနည်းလေးဒီမှာစကားမပြောတဲ့ဆိုတာကဒီချက်ချင်တာသတင်းအကျစာဘာလဲခေါ်မလဲ ရုတ်တရက်ကြီးဖြုံးစားကြီးရောက်လာတာကိုပြောချင်တာ 말이 없다ဆိုတာက နော် 난초လိုမျိုးပဲ 사이무슨 봉무슨 뭐 말이 없는ဆိုတာ 난초လိုပဲ 사이무슨 봉무슨의 အလယ်ရောက်လာတဲ့တငယ်ချင်းတယောက်ကိုငါဟာ
선뜻 쓰라가 뚜에 무무시베 여တခါလဲ အဲ့လိုပြက်ပြက်ကြီးတည်ရမလားလုံးဝစိတ်ပြက်ပြက်ပဲပေးနိုင်တယ်선뜻သူ့ရဲ့ရင်ဝင်ထဲကိုအဲ့ဒီပန်းအိုးကိုငါပွေ့ပိုက်စေလိုက်တယ်တဲ့အဲ့တော့ထည့်ပေးလိုက်တယ်လို့ပြောတာနော်အဲ့တော့ဆိုင်းမစင်းပုံမစင်းနဲ့တကယ်ချင်းတယောက်ရောက်လာတော့နင်ဒီဟာယူသွားဆိုပြီးတော့တခါလဲထည့်ပေးလိုက်တော့တယ်တဲ့비로소 나는 에리더마 여러분 에리 진짜마ကိုဒီလောက်ထိ ဆွဲလန်းထားတဲ့3နှစ်3မိုးเนาะဆွဲလန်းထားတဲ့ဒီကောင်လေးကိုတခြားသူတယောက်ရင်ဝင်ထဲကိုထည့်ပေးလိုက်ပြီးတဲ့အချိန်မှာအဲ့ဒီအချိန်ကျမှသူကဘာဖြစ်လဲဆိုတော့အဲ့ဒီချီနှောင်ချင်းဆိုတဲ့ကနေယုံထွက်လိုက်တယ်လို့ခံစားရတာတဲ့လွတ်သွားပြီငါဟာလွတ်လပ်သွားပြီတည်မလားငါ့ကိုချီနှောင်တဲ့တစုံတရာမရှိတော့ဘူးပေါ့အဲ့တော့나라갈 때 홀가분한 해방감 ကိုကဟိုအရန်ပျော်တယ်ပေါ့အရန်လွတ်လပ်လွန်းလို့ကိုကလွင့်သွားတော့မတက်အဲ့လိုပျော်ရွှင်တယ်လို့ပြောတဲ့အခါ 날아갈 것 같아 အဲ့လိုအရန်ပျော်တယ်ဘလို့ပျော်လဲငါ 날아갈 것 같아 ငါအဲ့လိုမျိုးလွင့်ပြန်သွားတော့မယ်လို့တော့ထင်ရလောက်အောင်ပျော်တယ်ဆိုရင် 날아가다လို့သုံးတယ်ကိုရီးယားမှာ 홀가분하다ဆိုတာက စိတ်ထဲမှာပေါ့ပါရှင်းလင်းသွားတာ여러분စာမွေးဖြည့်တဲ့နောက်ဆုံးနေ့တွေပါတယ်ပေါ့တိလားပြီးတော့တောက်လျှောက်ဒီစာမေးပွဲအတွက်ဒီ presentation အတွက်ဒီ 보고서အတွက်ကိုကအဲ့လိုမျိုးစိတ်ကြီးအဲ့လိုမျိုးဖိစီးနေတဲ့အရာကပြီးသွားတဲ့နေ့ဆိုလို့ဖြစ် 홀가분해요 응? 해방감ဆိုတာလွတ်မြောက်တဲ့စိတ်ကိုပြောတာသူလွတ်လပ်ရေးရပြီဆိုတဲ့စိတ်မျိုး 해방감 နော်မိန်းမကအမေအိမ်ခဏပြန်မယ်ဆိုရင်ယောက်ျားတွေက2ရက်လောက်ကတော့ 해방감 ကြောင့်မလို့ပျော်တယ်တဲ့ 여러분 မိန်းမမရှိတော့ဘူးဆိုတကယ်ချင်းတွေစီဖုံးဆက်ပြီးတော့နေချင်းတို့လို့နေလို့ရပြီပေါ့နော်ကြောက်ရမယ်လူမရှိတော့အဲ့ဒါအစပိုင်းခဏအဲ့လိုဖြစ်တယ်လို့ပြောတယ် 해방감 လွတ်မြောက်တဲ့စိတ်ဖြစ်တယ်ပေါ့နော်3နှစ်နီးပါးငါအတူတူနေခဲ့တဲ့ဒီတန်ရောစင်ပေါ့ယူ정우ဆိုတာတန်ရောစင်ပေါ့ဒီတန်ရောစင်ကိုတဲ့နော် 떠나보내는데도 썰러라이다 여러분 떠나보내다ဆိုတာသွားခွင့်ပြုလိုက်တာနော်သားသမီးတွေကိုကဲသွားချင်ရသွားနေချင်သလိုနေကြတော့ငါတို့အိမ်ပြန်မလာလဲကိစ္စမရှိဘူးအဲ့လိုမျိုးစွန့်လိုက်တာဆိုပေမဲ့တဲ့စိတ်မကောင်းခြင်းမဖြစ်မိနော်သုံးနှစ်သုံးဖို့ချစ်လာတဲ့ဒီအပင်လေးကိုစွန့်လိုက်တယ်ဆိုရင်မဲ့ तू ဟာစိတ်မကောင်းခြင်းမဖြစ်ဘူးဟာတတာလည်းမဖြစ်ဘူးတဲ့နော်ဟာတတာလည်းမဖြစ်ဘူးပြီးတော့ तू ဟာလွတ်လပ်ခြင်းဆိုတဲ့စိတ်တွေကပဲ သူ့ကိုစောင့်နေတယ်ဥဆောင်နေတယ်တဲ့နော် 여러분 괜찮아요? 이때부터 나는 하루 한 가지씩 버려야겠다고 스스로 다짐을 했어요. 디네야 사비로. 아, 손편라이래, 여러분. 봐, 손편라이서. 근데요, 또 쿡, 또, 아, 삐더매. 알아, 꼬지마 시리 하리, 사비로, 삐치는 사. 여러분, 그, 나빠이, 미니멀 라이프 소라니, 뼈자리. 허담라, 알로 봉사면 펴다. 알아, 근데요, 또 쿡, 삐메서, 비로. 디, 띠콰가 삐라이래, 디, ပိုင်ဆိုင်မှုမရှိတော့ခြင်းဆိုတဲ့ဒီသင်ခန်းစာပေါ့မူဆိုယူပိုင်ဆိုင်မှုမရှိတော့ခြင်းဆို မပိုင်ဆိုင်တော့ခြင်းလို့ပြောဘယ်လိုပြောမလဲမူဆိုယူဒီလိုမျိုးဆွန့်လွတ်ခြင်းလို့ပြောကြည့်အောင်နော်မူဆိုယူကိုဆွန့်လွတ်ခြင်းရတဲ့ဘာဖြစ်လဲဆိုတော့ 여러분 그 손놓친ဆိုတဲ့ဒီအဓိပ္ပာယ်ကိုတဲ့ငါသိရှိနားလည်သွားပြီလို့ပြောချင်တယ်တဲ့ဒီလား သူဟာဒီချိန်မှာတနေ့တစ်ခုကိုပြစ်တော့မယ်လို့ဆုံးဖြတ်ပြီးတော့ သူဟာဒီတစ်ပင်ကနေတစ်ဆင့်ပေါ့နော်ဒီ난간에서순놓친의အနှစ်သာရကိုသူနားလည်သွားပြီလို့သူပြောချင်တယ်တဲ့ဘုန်းကြီးက 인간의 역사는 어떻게 보면 루의 더마인자오수라가 tniyaphi ပြောရမယ်ဆိုရင် 여러분 어떻게 보면 tniyaphi ပြောရမယ်ဆိုရင် 소유사로 외래 ပိုင်ဆိုင်မှုသမိုင်းကြောင့်ဖြစ်ပါတယ်တဲ့ တို့ရဲ့ သမိုင်းက ပြန်စဉ်းစားကြည့် တို့ရဲ့ ပိုင်ဆိုင်မှုသမိုင်းမှာပဲတဲ့နော် 보려 보다 많은 자기네 못을 위해 디네이터 နော် ထပ်ကိုပြောတာ ထပ်ပြီးတော့ များပြားတဲ့ ငါဝေစု အဲ့ဒါတွေကို အဆက်မပြတ်တို့တွေဟာ ပိုင်ဆိုင်မှုအတွက်ကို ရန်ဖြစ်နေကြတယ် ဆိုတာ ကြိုးစားရုန်းကန်တိုက်ခိုက်နေကြတာပေါ့ တနေ့ထက်တနေ့ နော် လစာရပြီးတော့လဲ နောက်လစာအတွက်အလုပ်လုပ်နေရသေးတာပဲ 그쵸? နော် နောက်ထပ်ပိုင်ဆိုင်မှုတွေအတွက် တို့တွေကကြိုးစားနေကြတဲ့အခါမှာ အဲ့ဒီပိုင်ဆိုင်လိုတဲ့ဒီ 욕심이 있어요? 러바하시다ပေါ့နော် အဲ့ဒီ 러바가တဲ့ 한정이 없어. အကန့်အသတ်မရှိဘူး 러바가 အဆုံးမရှိဘူးတဲ့ အဆုံးမရှိဘူး 나열လည်းမရှိဘူး 러바 စိတ်မှာ 또 휴가도 없어요. 그저 하나라도 더 많이 တို့တွေဟာ ဒီတိုင်းပဲ ဘာ也မဟုတ်ဘူး 그저ဘာ也မဟုတ်ဘူး နောက်တစ်ခုထပ်ပြီးတော့ ပိုင်ဆိုင်ခြင်းနဲ့ ဒီအတွေးတစ်ခုတည်းနဲ့ပဲ လှုပ်ရမ်းနေကြတာဖြစ်ပါတယ်တဲ့ 출렁거리다. 출렁거리다가 막ဘယ်လိုခေါ်မလဲ လှိုင်းချက်ခွတ်တွေဘာတွေပြောတာမျိုးဆိုတော့ 출렁거리다,လှတာ လူကိုကျတော့ဘယ်မှာပြောလဲဆိုတော့ ဗိုက်ကြီးကသိတယ်မလား လှုပ်လှုပ်နဲ့ဖြစ်နေတာပေါ့ အဲ့လိုပြောတဲ့အခါမှာ အဲ့တော့ တို့တွေဟာပြောရရင် လူတစ်ယောက်ကြီးက လူဝါကြီးတစ်ယောက်ကသိတယ်မလား ဗိုက်ကြီးလှုပ်ရမ်းနေတဲ့ပုံဆိုတာက နည်းနည်းလေးဒါကကြပြာဆန်ခြင်းလှပခြင်းတော့မဟုတ်ဘူးပေါ့နော်
ပြောရမယ်ဆိုတော့ဒါအမြင်မတော်ချင်းတစ်ခုလို့ပြောမယ်ဆိုရင်ဒီမှာသူဆိုလိုချင်တဲ့အဓိပ္ပာယ်ကွာလောဘစိတ်နဲ့တို့တွေကအကြီးတန်းနေတယ်လို့ပြောချင်တာကြည်ရတာသိလားလောဘစိတ်နဲ့လှုပ်ရမ်းနေကြတယ်ပေါ့နော်ဟိုဒီတက်မှာစကားသတိရလာလို့ပေါ့ရောဟိုကပါလဲရုပ်ရှင်တူလေးတစ်ခုရှိရသေးလားဇလန်းတစ်ပုတ်လုံးကစားနေတာပဲဗျာဒါပေမဲ့သူတို့စားနေတာတွေအကုန်လုံးကဟိုဘယ်လိုခေါ်မလဲမနစ်မြို့စရာကြီးသိလားအဲ့ဒီဇာဝင်ကတူတာဒါဘာအဓိပ္ပာယ်လဲဆိုတော့လိုက်ရှာကြည့်တဲ့ခါကျတော့လူတွေကတရက်တရက်အဲ့လိုမျိုးဘယ်လိုခေါ်မလဲနောက်မှတစ်ချက်ပြန် share ပေးလိုက်ပါတော့မယ်လောဘစိတ်ပေါ့နော်လူရဲ့လောဘစိတ်သူများရဲ့အသားတွေကိုအဲ့လိုမျိုးအသားရည်နဲ့ကိုယ့်ရဲ့အလိုရမက်ကိုဖြည့်နေတဲ့စိတ်အဲ့ဒါမျိုးတွေပြတာလို့ပြောတယ်အဲ့လိုမျိုးပေါ့နော်ဒီမှာဆိုလဲဘုန်းကြီးရဲ့အမြင်မှာကြည့်လိုက်တော့ပိုင်ဆိုင်မှုအတွက်ဆက်ပြီးတော့လောဘစိတ်နဲ့အဲ့လိုမျိုးစူးစမ်းနေတဲ့သူတွေကဘုန်းကြီးရဲ့အမြင်မှာကြတော့ဒါဟာကိုယ့်ရဲ့အလိုရမက်တွေကိုဖြည့်ဖို့အတွက်ကိုအဲ့လိုမျိုးရန်ခါနေတဲ့ဟာတွေပေါ့အဲ့လိုဖြစ်သွားတာပေါ့နော်무유검안으로는 성을 차지 않아요. 사람이ပစ္စည်းနဲ့တင်ပစ္စည်းလေးတစ်ခုထဲနဲ့ပေါ့နော်ပစ္စည်းတွေပိုင်ဆိုင်မှုပစ္စည်းရွှေတွေငွေတွေနဲ့ပေါ့အဲ့ဒါနဲ့ဆောင်းငဲချတာရမတ်မပြေကြဆန္ဒမပြေကြဆောင်းငဲချတာဆိုတာဆန္ဒပြေတာရောတော့ပစ္စည်းနဲ့တင်ဆန္ဒပြေလားဆိုတော့လည်းမပြေဘူးလူတွေဟာလူချင်းတော်မှာပိုင်ဆိုင်မှုကြိုးစားကြတယ်ချုပ်ကင်ခြင်းကြတဲ့မလားနော်အဲ့တော့ပိုင်ဆိုင်မှုကြိုးစားကြအဲ့ဒီလူကတဲ့ငါသဘောတိုင်းမဖြစ်ဘူးဆိုရင်တော့တဲ့ဘာဖြစ်လာလဲဆိုတော့မဖြစ်တဲ့နဲ့ကွမ်ချစ်ခါတာဆိုတာအကြီးတန်းတာရုပ်ဆိုးကြီးတန်းတာပိုးဆိုးပတ်ဆက်တေးတာတွေပါတယ်ဆိုရင်ကွမ်ချစ်ခါတာလို့ပြောတယ်ကွမ်ချစ်ခါတာဆိုတာအရန်ဆိုးရွားတာပေါ့အလွန်ဆိုးရွားတဲ့ဘီဂုဆိုတာကဘယ်လိုခေါ်မလဲဘီဂုဆိုတာကဇသိန်းခန်းမကောင်းတဲ့ဇသိန်းခန်းတွေဘီဂုလို့ပြောတာပေါ့နော်အင်းစိန်ကြီးဘီဂုကြောက်ကြီးထားပါတော့အဆိုတော်တယောက်ကကွာအရန်ညို့ရှမ်းရှမ်းတော့ကဘာနဲ့ချီပြီးတော့သူအောင်မြင်ခဲ့တယ်ပေါ့ဘိုက်ကက်ချက်ဆင်မဲ့ထားပါတော့အဲ့မဲ့သူရဲ့ဘဝနောက်ဆုံးကကြဘာဖြစ်သွားရတော့ဘီဂုကြီးသူ့ရဲ့တည်ဆုံမှုကအရန်ကြီးအရန်ကြီးဘယ်လိုခေါ်မလဲဂုံယူစရာနော်တသားဖြစ်ရမယ့်တည်ဆုံခြင်းမျိုးတော့မဟုတ်ခဲ့ဘူးပေါ့ဒါဆိုရင်ဘီဂုကြီးအဲ့လိုသုံးတယ်ဂုဆိုတာပြဇက်ကိုပြောတာပြဇက်ဆန်တယ်ဆိုတာကကြပြားဆန်တာပေါ့နော်အဲ့တော့အဲ့လိုမျိုးဘီဂုကြတော့ပြဇက်မဆန်ကြပြားမဆန်ဆိုတာအကြီးတန်းတာကိုပြောတာအဲ့တော့အလွန်ကိုအကြီးတန်းတယ်တဲ့အလွန်ကိုအကြီးတန်းတဲ့ဒီလိုမျိုးကိစ္စတွေကိုတော့မှဘူးဆဟာတာတို့တွေဟာလက်မယွန့်ဘူးဆဟာတာလက်မယွန့်မဲနဲ့လောက်ကြတယ်ဘာလဲဆိုတော့ဥမာထားပါတော့ကိုကသူ့ပိုင်ဆိုင်ခြင်းတယ်ကွာဒီလူတယောက်ပိုင်ဆိုင်ခြင်းတယ်မပိုင်ဆိုင်ရအောင်ဆိုရင်အဲ့လူကိုမစားရတဲ့အမဲသင်းနဲ့ပတ်တာမျိုးလုပ်ပစ်တာမျိုးပေါ့ဒါဆိုရင်ဘာကြီးလဲတို့တွေဟာလူသားတွေကိုပိုင်ဆိုင်မှုစူးစမ်းတယ်ပိုင်ဆိုင်မှုကကိုယ်စိတ်တိုင်းကြမောင်သေးတို့တက်သေးတို့မဖြစ်ဘူးဆိုရင်တို့တွေဟာအလွန်ဆိုးရတဲ့နော်ပျက်စီးခြင်းတွေကိုတောင်မှလူတွေဟာလက်မယွန့်ပဲလုပ်ကြတယ်သိရမလားဗာလဲရီးစားကတထေးနဲ့ယူသွားတဲ့အခါမှာမွေလက်ဆောင်ပေးလိုက်တာနန္နာလှိုင်ကားရှိရတယ်ရောတော့ဗောသိလားအဲ့လိုမျိုးပေါ့နော်အဲ့တော့လူတွေဟာကိုလိုချင်တာမဖြစ်တဲ့ခါကျရင်ဒီလိုဆိုးရွားတဲ့ဘီကုတွေကိုတော့မှလုပ်ကြတယ်ပေါ့제 정신도 갖지 못한 처지에 그냥 생각하지 꼬의 세고랑 꼬마 봐요 여러 제 정신 사람 미미의 세고 별라 꼬 세고랑 꼬마 봐이네 꼬치니 처지스라가 넥자래 치니우도나 응? 내 처지에 너를 어떻게 도와줘? 나랑 호반은 내 도바운 피해나 내 별로 군임을래 이런 거야. 처지스라 내 말에 치니 별. 알아. 꼬의 그 용내 칸아 내 깐နေတဲ့ဒီစိတ်ကိုတော့မှကိုကချုံထိန်လို့ထိန်ချုပ်လို့မရတဲ့အနေထားကြီးမှာကွာသူများကိုပိုင်ဆိုင်မှုလုပ်နေကြတာတအားကြီးကိုရုပ်ပေါက်တာပေါ့ပြောရမယ်ဆိုရင်တော့တောင်ရကရစရာဖြစ်တယ်ပေါ့ဘုန်းကြီးကပြောချင်တာ소유욕은 이해와 정비를 해요.အဲ့တော့소유욕ဆိုတာပိုင်ဆိုင်မှုဆိုတဲ့ဒီလောဘပေါ့နော်ပိုင်ဆိုင်ခြင်းတဲ့လောဘဟာ여러분 이해ဆိုတာကအကျိုးမြတ်နဲ့အကျိုးရုပ်ခြင်းကိုပြောတာ이해ဆိုတာကဒီ이익하고 손해ကိုပြောချင်တာ이익과 손해ကိုပြောချင်တာ이해 관계ဆိုတာကြားဘူးတယ်မလားနော်ဥပမာထားပါတော့အမေရိကန်နဲ့နော်အမေရိကန်နဲ့ဒီကိုရီးယားနဲ့ဟာဆိုရင်이해 관계 있어요နှစ်ဦးနှစ်ဖက်အကျိုးမြတ်ပတ်သက်မှုစီးပွားဆန်တဲ့ပတ်သက်မှုဖြစ်ပါတယ်တိလားသူတို့တွေကဘာလို့လဲဆိုတော့နင်ဒါပေးငါဒါပေးမယ်နင်ဟိုဟာပေးငါဟိုဟာအဲ့လိုမျိုးသိမှာနင်ထိရင်ငါထိမယ်이런 게 있죠 그게 이해관계야ထားပါတော့여러분가 티체ကျောင်းမှာကျောင်းတက်တယ်ပေါ့နော်티체ကျောင်းမှာဆိုတော့티체အလုပ်လုပ်တဲ့ကျောင်းမှာ여러분ကျောင်းတက်တယ်티체နဲ့여러분ကြားထဲမှာ이해관계가 없어요 여러분တိလား여러분가 티체ကိုပတ်စံပေးပြီးတော့ကျောင်းတက်တာမဟုတ်ဒါဒီတက္ကသိုလ်ကိုပြောတာနော်ကျူရှင်ရတော့တက်ပါတော့여러분가
ဒီချက်ကိုပတ်စံဘေဘီကျောင်းတက်တာမဟုတ်ဒီချက်နဲ့ရော်တော်ဝန်ကြားထဲမှာအီဟဲခွန်းကေဆိုတာမရှိဘူးရော်တော်ဝန်ကတက္ကသိုလ်ကိုပတ်စံပေးတာတက္ကသိုလ်ကဒီချက်နဲ့တက္ကသိုလ်နဲ့ဒီချက်နဲ့ကကြတော့အီဟဲခွန်းကေတိလားအဲ့လိုမျိုးအဲ့တော့အကျိုးအမြတ်နဲ့အကျိုးရုပ်ချင်းပေါ့နော်အဲ့တော့အကျိုးအမြတ်နဲ့အရှုံးနဲ့ဆက်ဆက်မှုရှိနေတယ်ဆိုတာကဒီမှာပြောချင်တာပိုင်းဆိုင်တို့ရဲ့လောဘဟာအမြဲတမ်းတွက်ကိန်းနေနဲ့ဓာတ်ရိုက်အချိုးကြတယ်တော့နော်ငါရဲ့အကျိုးဘယ်လောက်ရမလဲနော်ငါရဲ့ဟိုကဘယ်လောက်ငါရဲ့ဆုံးရှုံးမှုဘယ်လောက်ရှိမလဲငါဘယ်လောက်ရင်းလိုက်ရင်ဘယ်လောက်ရမလဲပေါ့ဤတော့ကောရအဲ့ဒါကတဲ့ပြောတော့ပေါ့လူတယောက်တည်းနဲ့ပဲသက်ဆိုင်တာမဟုတ်ဘူးနိုင်ငံတွေအချင်းချင်းလည်းအဲ့လိုပဲနိုင်ငံနဲ့နိုင်ငံနဲ့မှာအီဟဲခွန်းကဲကကြီးစောရနော်အဲ့တော့အခုတရုတ်နဲ့ကိုရီးယားဆိုရင်ဘယ်လိုရှိမလဲပေါ့နော်အီဟဲခွန်းကဲကမာချမ်းခါကျေရောအဲ့တော့ကိုလိုနီပဲဖြစ်ဖြစ်နော်အခုလိုမျိုးခေတ်တင်နေချဲ့ချင်းတွေပဲဖြစ်ဖြစ်အကုန်လုံးကရောတော့ပေါ့이해 관계에서 시작해요. 이해 관계 때문에 하는 거야. 마음이 야, 누가 마음을 여러분. 어? 다리 건너가 반에 샀산이래서 러바 소리 쓰이는 샀산이래. 어제의 맹방들이 오늘에도 맞서게 되는가 하면 서로 우르렁대던 မနေ့တုန်းကတော့ မဟာမိတ်တွေပေါ့ 여러분. main bang ဆိုတာက နော် မနေ့တုန်းက မဟာမိတ်တွေ ဒီနေ့မှာ ဘာဖြစ်ကြလဲဆိုတော့ ရန်သူတွေဖြစ်သွားကြတယ် 맞서다ဆိုတာ မျက်နှာချင်းဆိုင်မတက်ရက်တယ်ဆိုတာ fight ကြတော့မယ်ပေါ့ နိုင်ငံရေးမှာ အများအားအဲ့လိုပဲလေ အဲ့လိုမျိုးတွေမြင်ရတယ် သိလား ဘယ်လိုခေါ်မလဲ အချင်းချင်းအဲ့လိုမျိုးသဘောထားချင်းမတူညီတဲ့ဟာတွေ fight ခဲ့တဲ့လူတွေကလည်း နောက်ကျတော့ ဘာမှမဖြစ်တော့သလို ထမင်းတွေပါတယောက်ဟိုတယောက်ဖိတ်စားလို့ 이런 거 있어요. ဒါကတော့တော်တော်နှလုံးကောင်းမှဖြစ်နိုင်တာပေါ့လေနော် အဲ့တော့မနေ့ကမဟာမိတ်တွေကဒီနေ့မှာရန်သူတွေလည်းဖြစ်နိုင်တယ်ပြီးတော့တယောက်နဲ့တယောက်အဲ့လိုမျိုးဥရုရောင်းတဲ့တာသွားပြီးဥရုရောင်းတဲ့တာဆိုတာကမန်ဖီတာကိုပြောတာတိရစ္ဆာန်တွေမှာသုံးတယ်နော်တယောက်နဲ့တယောက်အဲ့လိုမျိုးမန်ဖီနေတဲ့နိုင်ငံချင်းချင်းကဘာဖြစ်သွားလဲ친선사절ဆိုတာချစ်ကြည်ရေးအဖွဲ့တွေကိုဖလှယ်ကြတယ်နိုင်ငံအဲ့လိုမျိုးပေါ့ထားပါတော့ဘယ်နိုင်ငံနဲ့ချစ်ကြည်ရေးအဖွဲ့ဖလှယ်ကြမှာ여러분 친선사절ချစ်ကြည်ရေးအဖွဲ့တွေကိုဖလှယ်ကြတယ်နော်အဲ့တော့သူတို့နိုင်ငံအကျိုးအမြတ်တစ်ခုရှိလာပြီဆိုရင်နော်မနေ့ကရန်ဖြစ်ထားရင်ပဲဒီနေ့အကျိုးအမြတ်ရှိတယ်ဆိုရင်ဒီနေ့ကချစ်ကြည်ရေးအဖွဲ့တွေပို့ကြတော့တာပဲ그쵸ဒီလိုတာတကားတွေကိုငါတို့တွေဟာအများကြီးမြင်နိုင်တယ် 얼마든지 보고 있어요. 아미아이면안에 그것은 오로지 소유의 바탕을 둔 이해관계 때문이야. 알아하 오로지 아짜운차가 득후래. 오로지야 하나뿐이다라는 뜻이야. 아짜운차 득후 왜 발래? 빠인사이무고 치칸 하래 쪼미야 빠따무리 자우피 바래. 너 알아. 쪼미야 자우소인 변대 도와자. 때문라. 만약에 인간의 역사가 라인병노의 룰에 조미야 자고너. 그래서 인간의 역사가 루다리의 더마잉아래 소유사로 본이야 벼체나. 빠인사이무 더마잉에. ngါတစ်လျှောက်လုံးဘာဒီကိုပိုင်ခဲ့တယ်ဘာဒီကိုထပ်ပိုင်မှုကြိုးစားနေတယ်ဆိုတာပဲတဲ့ အဲ့ဒီ ပိုင်ဆိုင်မှုသမိုင်းကြောင်းကနေမပိုင်ဆိုင်တဲ့သမိုင်းကြောင်းကိုပြောင်းလိုက်မယ်ဆိုရင်တဲ့ဘယ်လိုဖြစ်သွားနိုင်လဲတဲ့ 여러분 생각하지러너? တကယ်လို့တို့တွေအခုပိုင်ဆိုင်နေတာတွေအကုန်လုံးမပိုင်ဆိုင်ရတော့ဘူးဆိုရင်တို့တွေဘယ်လိုဖြစ်သွားမလဲတဲ့ သူ့ရဲ့အဖြေကတော့ရန်ဖြစ်ခြင်းဆိုတာမရှိတော့ဘူးတဲ့ 여러분. မရှိတော့ဘူးနောက်ပြီးတော့မပေးနိုင်လို့ရန်ဖြစ်တယ်ဆိုတဲ့စကားကိုသူမကြားဘူး 주지 못해 싸운다는 말은 듣지 못했다တဲ့ နော် အဲ့တော့မပေးနိုင်လို့ရန်ဖြစ်ရတယ်ဆိုတာမျိုးဆိုတာတော့ သူကမကြားဘူးပေါ့ နော် 주지 못해서 싸운다 နော် အဲ့တော့ 간디아러래 디로스가올래 뼈ခဲ့သေးတယ်တဲ့ 내게는 소유가 범죄처럼 생각된다. 이 달리로မြန်မာလို မြင်ဘူးတဲ့ ငယ်ငယ်တော့စာသင်တော့ဟာလား ဒီလိုပိုင်ဆိုင်မှုတွေဆိုတာငါအတွက်ကကြတော့တဲ့ ဒါဟာပြစ်မှုတစ်ခုလို့ခံစားရတယ် အပြစ်ရှိတယ်လို့ခံစားရတယ် တခုခုငါပိုင်ဆိုင်တာတဲ့ ငါဒါလေးကိုထပ်ပြီးတော့ဒါငါမြေတွေပေါ့ သိရမလား အဲ့လိုမျိုးဖြစ်သွားရင် ဒါဟာပြစ်မှုတစ်ခုလို့ခံစားရတယ် तू လောကကြီးကိုအကုန်လုံးနတ္ထိနဲ့ပြန်ပေးခဲ့ချင်တာနေမှာပေါ့ အကုန်ပြန်ထားခဲ့ချင်တာနေမှာပေါ့နော် 무엇인가를 갖는다면တကယ်လို့ငါဟာတစုံတရာကိုပိုင်ဆိုင်ရမယ်ဆိုရင်တော့တဲ့ 같은 물건을 갖고자 하는 사람들이 똑같이 가질 수 있을 때 하난다는 것. 알아. 같은 물건이 갖고자 하는 사람들이 똑같이 가질 수 있을 때 같은 물건 ပစ္စည်းတစ်ခုရှိမှာပေါ့ ဒီပစ္စည်းတစ်ခုပဲပေါ့နော် B ဆိုလဲ B ပေါ့ အဲ့ဒီပစ္စည်းကိုလိုအပ်တဲ့သူတွေရှိတယ် အဲ့လိုအပ်တဲ့သူတွေအကအကုန်လုံးအတူတူပိုင်ဆိုင်ခွင့်ရနိုင်တယ်ဆိုရင်တော့တဲ့ နော် ရနိုင်တယ်ဆိုရင်ပေါ့ အဲ့တော့လူတိုင်းက B တစ်ချောင်းစီကတော့ရှိရမယ်ပေါ့ လူတိုင်းက B တစ်ချောင်းအဲ့လိုမျိုးယူခွင့်ရှိတယ်ပေါ့
လူတိုင်းဘီတစ်ချောင်းလိုအပ်တယ်ဆိုရင်နော်အဲ့ဒီအထိပဲငါပိုင်ဆိုင်ခြင်းတယ်ငါစီမှာအဲ့လိုမျိုးအများမှဟိုမရှိဒါမရှိလဲနေလို့ရတဲ့လူတယောက်ရှိနေငါတော့ဒါယုံပိုင်ဆိုင်ခြင်းတော့ဘူးသူပြောချင်တာဒါပေမဲ့လည်းကိုကောစင်ခေါ်ပြီးဘူကနဲ့ဟဲ့ဒါပေမဲ့သူ့ရဲ့ဒီအတွေးခေါ်ကမဖြစ်နိုင်တော့ပါဘူးဘူကနဲ့ဟဲ့ဒါကြောင့်မို့လို့တဲ့ 소유에 대해서 범죄처럼 자책하지 않을 수 없다. 다자모로 구나 뼈들로 양이 손로 보면 피해나는 가마 또 앞뒷무고 미래는 줄로 내미들로며 꼬고 앞뒷된 영화 뢰이러 못하나요. 그래. 아가마 다일레 신이변. 다른 앞로마 필로미아변. 띠엠라. 알로 피해내는 거. 우리들의 소유관념이 때로는 우리들의 눈을 멀게 해요. 도리의 반사인 진보 다시래 루이커하 카들리망 아루리고 몇간 피시래 눈을 멀게 하고 그래서 자기의 분수까지 돌볼 새 없이 들뜬다. 다자면 꼬의 어센ကိုမတွေးဘူးဒီမှာပြောချင်တဲ့အဆင့်ဆိုတာလေသိတယ်မလားနင်းအဆင့်နဲ့ငါဆင့်အဲ့လိုစကားမျိုးတော့မဟုတ်ပါဘူးနော်ငါတို့တွေဟာဒီစက်ကြောလာနဲ့နှိုင်းရှင်ကြည့်လိုက်ရင်ဒီကဘာကြီးနဲ့နှိုင်းရှင်ကြည့်လိုက်ရင်တဘာဝတရားကြီးနဲ့နှိုင်းရှင်ကြည့်လိုက်ရင်တို့တွေကအမှန်တော့ဘာမှမဟုတ်ဘူးကြမြူမုံမျှတာမလားဒါဆိုရင်ဒီအဆင့်ကိုပြောချင်တာလို့ထင်တယ်ဒီဖုန်းကြီးကပြောချင်တာဟာအဲ့တော့မွေးဖွားလာတဲ့ရှင်တန်နဲ့ပြည်သေးဆုံးတယ်ဒီတန်တရာကြီးအနေနဲ့ကြည့်လိုက်မယ်ဆိုရင်ဘာမှမဟုတ်အခုချိန်မှာအရန်ခံစားနေရတဲ့ဟာတွေကလည်းဘဝအဆက်ဆက်ပြန်လှည့်ကြည့်လိုက်မယ်ဆိုရင်ဘာမှမဟုတ်ဟုတ်တယ်ဟုတ်ဒီဒုက္ခတွေပါတယ်ဒါမျိုးတွေဆိုဒီလိုမျိုးအနေထားနဲ့သူကပြောချင်တာနေလိမ့်မယ်ဒီမှာပြောချင်တဲ့ဘွန်းစုဆိုတာကတို့တွေရဲ့ပညာတွေတို့တွေရဲ့ငွေတွေဂုဏ်တွေပြောချင်တာမဟုတ်လားဒီမှာပြောချင်တာကငါတို့တွေဟာလောကကြီးနဲ့ရှင်လိုက်ရင်နော်ဒီတရားသဘောနဲ့ရှင်လိုက်တို့တွေကဘာအဆင်းမှရှိတာမဟုတ်အဲ့ဒီဘာကိုယ်အဆင်းအောင်ကိုမသိပဲတို့တွေကဘာဖြစ်လဲဆိုတော့မြူတူမြောက်ကြွနာသစ်တာမနက်ဖြန်제주도သွားရမယ်ဆိုဒီနေ့ညအိတ်မပြောဖြစ်နေတာသစ်တော့그쵸 신났어အဲ့လိုဖြစ်နေတာအဲ့တော့ပိုင်ဆိုင်မှုကြောင့်တို့တွေကအဲ့လိုတွေဖြစ်နေဒါပေမဲ့ငါတို့တွေဟာ언제가 한 번은 빈손으로 돌아갈 거야တနေ့နေ့ပေါ့နော်တစ်ချိန်တော့တို့တွေဟာလက်ပလာနဲ့ပြန်ရမှာတဲ့နော်လက်ပလာနဲ့တေးရမှာပဲပေါ့နော်တေးရင်နော်လက်ပလာနဲ့တေးရမယ်ငါရဲ့ယူရှင်းမှာကြောအခုရှိနေတဲ့တို့ရဲ့ရုပ်ခန္ဓာဒီရုပ်ခန္ဓာတောင်မှဒါလေးတောင်မှတို့တွေကစွန့်ပြီးတော့သွားရမှာယူသွားလို့မရဘူးဒီခန္ဓာကိုယ်ကြီးကိုလေကချအဲ့တော့홀홀이 떠나갈 것이다ဒါတွေအကုန်လုံးစွန့်ပြီးတော့လုံးဝလွတ်လပ်ပေါ့ပါဆိုတာတို့တွေဟာထွက်သွားရမှာဖြစ်ပါတယ်တဲ့ဝိညာဉ်ပဲထွက်သွားမှာပေါ့နော် 하고 많은 물량일지라도 우리는 어떻게 하지 못해. 하고 많다 세စကားလုံးရှိရ 여러분. အလွန်များပြားတာကို ပြောတာ. အလွန်များပြားတဲ့ရုပ်ဝတ္ထုပစ္စည်းတွေ နော် ရွှေတပင်နဲ့ပိတ်တာ ငါတို့တွေကို တားထားလို့မရအောင် တို့ကဒီခန္ဓာကြီးကိုစွန့်ခဲ့ရမှာ ဟုတ်တယ်ဟုတ် ဘယ်အရာမှငါတို့ရဲ့သေခြင်းတရားကိုတားလို့မရဘူးပေါ့ 크게 버리는 사람만이 크게 얻을 수 있다. 여러분, 몇များစွန့်လို့တဲ့ သူက 몇များရရှိနိုင်တယ်. 바울래? 바울ဖြစ်မလဲ? 크게 얻을 수 있어. 어? ဘာကိုရနိုင်မလဲ ချမ်း ငြိ သာ မ်းချ ခြင်း မ်းမှု ချမ်းသာခြင်းငြိမ်းချမ်းခြင်းချမ်းသာခြင်းလွတ်လပ်ခြင်း이런거죠 그ခံစားချက်ပေါ့ နော် အဲ့တော့လုံးဝများများစွန့်လွတ်နိုင်တဲ့သူကဒါလျှင်များများချမ်းသာရနိုင်တယ်တဲ့ နော် 물건으로 인해 마음이 상하고 ပစ္စည်းတွေကြောင့်မလို့ကိုယ်စိတ်တွေက상하다ဆိုတာပုတ်တိုးနေတာဆိုတာညစ်ညူးနေမကောင်းစိတ်ကသိမလားဟိုပြောရင်သူ့မှာစိတ်ကလေးတွေဝင်နေမှာပေါ့လောဘစိတ်တွေနဲ့เนาะညစ်ညမ်းနေတဲ့စိတ်တွေရှိမယ်ဆိုရင်အဲ့လိုလူတွေအတွက်ကတဲ့တစ်ခေါက်လောက်စဉ်းစားကြည့်တဲ့စကားပဲတကယ်လို့တို့တွေဟာပစ္စည်းတစ်ခုကြောင့်မို့လို့ကွာစိတ်တွေကတည်းမလားလို့ပူလောင်နေတဲ့ဆိုရင်ဒီအပေါ်ကစကားကိုတစ်ခေါက်လောက်တော့တွေးကြည့်တင်တယ်တဲ့သူပြောတာငါဟာအများကြီးစွန့်လွတ်လိုက်ရင်ငါဟာအများကြီးချမ်းသာရမယ်ဆိုတဲ့아무것도 갖지 않을 때ဘာမှမပိုင်ဆိုင်တော့တဲ့အခါမှာတဲ့အဲ့ဒီအချိန်ကျမှဘီရိုဆိုဆိုတာ 그때서야ကိုပြောတာအဲ့ဒီအချိန်ကျမှတစ်လောကလုံးကိုပိုင်ဆိုင်တဲ့သူဖြစ်တာတဲ့ 여러분 အရာအားလုံးကိုပိုင်ဆိုင်တယ်လို့ခံစားရလိမ့်မယ်အရာအားလုံးကိုလွတ်လပ်ခြင်းအားလုံးကိုပိုင်ဆိုင်တာနော်အဲ့လိုစဉ်းစားကြည့် 여러분 ကိုကတခါကိုပြစ်လိုက်တယ်ဆိုရင်အဲ့ဒီပစ္စည်းနောက်တစ်ခုထပ်ထွက်လာတဲ့ခါကျရင်ငါတော့ရှိဘူးတယ်ငါမလိုတဲ့ဟာဟုတ်တယ်ဟုတ်ထပ်ပြီးတော့သူ့ပေါ်မှာလောဘထားစရာလည်းမလိုတော့ဘူးဆိုတော့ဒါဟာပိုင်ဆိုင်ပြီးသားစိတ်ကြီးပြန်ဖြစ်တာတဲ့သူဒီလူကြီးထားဒီစာစုရဲ့အထိပ္ပယ်ဖြစ်ပါတယ်တဲ့여기까지 끝이요